လာဖြစ်စက္ကန့်လှူဒန်းမှာဖြစ်ပါတယ်ဖေဟာကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့မှလှူဒန်းမှုဝတ္ထုငွေကျပ်9သိန်းကိုအစိုးရအဖွဲ့ကိုစားဦးတီဇထွတ်လှိုင်ထွေးမှတက်ရောက်စက္ကန့်လှူဒန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ဆက်လက်၍ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးဦးဒေဇထွတ်လှိုင်ထွေးဇနီးဒေါ်ထက်ထက်ချောတို့ကသားမောင်ခန့်သူထက်၏4 နှစ်ပြည့်မွေးနေ့မင်္ဂလာအတွက်ဝတ္ထုငွေကျပ်9သိန်းစက္ကန့်လှူဒန်းမှာဖြစ်ပါတယ်ဆက်လက်ပြီးဖအံမြို့တီရိဖအံဟိုတယ်မိသားစုမှအလူရှင်ဦးကျော်ဝင်းမင်းဒေါ်မင်းမင်းဦးမိသားစုတို့ကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်10 သိန်းစက္ကန့်လှူဒန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှမ်းလေးစီဆိုင်မိသားစုဖြစ်ပါတယ်ဆက်လက်၍အလှရှင်ဦးမန်းစောရွှေဒေါ်နန်းစိန်တုံးအောင်မြင်သူမိသားစုမှဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်9 သိန်းစက္ကန့်လှူဒန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ဦးစောစံသိန်းဒေါ်နန်းမြစိန်ယတိမိသားစုအစဉ်သင့်ပြင်ဆင်ထားပါခင်ဗျာဆက်လက်၍ဖအံမြို့အမှတ်9ရပ်ကွက်ရာဇဒရလမ်းနေအလူရှင်ဦးစောစံသိန်းဒေါ်နန်းမြစိန်ယရီမိသားစုတို့ကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်9 သိန်းစက္ကန့်လှူဒန်းမှာဖြစ်ပါတယ်ဗျာလှဖူးအိမ်ရွှေဆိုင်မိသားစုအစဉ်သင့်ပြင်ဆင်ထားပါ
အံမြို့အမှတ်2ရပ်ကွက်လဖူးအိမ်ရတနာရွှေဆိုင်မိသားစုဖြစ်သည့်အလူရှင်ဦးငွေရဒေါ်ကြည်မြင့်တို့ကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်3သိန်းစက္ကန့်လှူဒန်းမှာဖြစ်ပါတယ်မအေးမကရင်ရိုးရာအထည်ဆိုင်အစဉ်သင့်ပြင်ဆင်ထားပေးပါဖအံမြို့မြို့မဈေးကြီးကရင်ရိုးရာအထည်ဆိုင်မှာဖခင်ဦးအောင်ထေးအားရည်စူး၍မအေးမကဓမ္မပူဇာအဖြစ်ဝတ္ထုငွေစက္ကန့်လှူဒန်းမှာဖြစ်ပါတယ်ရန်ကုန်မြို့မှအလူရှင်ဦးတိုးလွင်မိသားစုကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်3သိန်းစက္ကန့်လှူဒန်းမှာဖြစ်ပါတယ်ဦးစောလုံဖော်မိသားစုဖာပွန်မှအဖွဲ့ကအစဉ်သင့်ပြင်ဆင်ထားပါဦးစောလုံဖော်ဒေါခင်စိန်တို့အားရည်စူး၍ဖာပွန်မြို့နယ်ကော့ကရက်ကြီးရွာမှသားကိုကျော်စင်အောင်မောင်စင်စုအောင်မခင်မာညိုတို့ကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်4သိန်း1000စက္ကန့်လှူဒန်းမှာဖြစ်ပါတယ်။ညောင်ရိပ်စီဆိုင်မိသားစုအစဉ်သင့်ပြင်ဆင်ထားပေးပါအလူရှင်ခွန်တက်နိုင်ဦးမဆုစုမှာညောင်ရိပ်စီဆိုင်မိသားစုမှဓမ္မပူဇာဝတ္ထုငွေကျပ်5သိန်းစက္ကန့်လှူဒန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ရတနာတိပမှဦးတင်လှိုင်းဒေါ်တန်းအေးအစဉ်သင့်ပြင်ဆင်ထားပါအမှတ်9ရပ်ကွက်ရတနာတိပနေအလှရှင်ဦးတင်လှိုင်းဒေါ်တန်းအေးမိသားစုကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်3သိန်းစက္ကန့်လှူဒန်းဖို့ဖိတ်ခေါ်အပ်ပါတယ်။တာမညရွှေမင်းသားတာယာဆိုင်မိသားစုအစဉ်သင့်ပြင်ဆင်ထားပေးပါနှစ်ဖက်မိဘများအားအမှုထား၍ဖန်အမြို့နယ်တာမညမုတ်ဝရွှေမင်းသားတာယာဆိုင်မိသားစုကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်3သိန်းစက္ကန့်လှူဒန်းမှာဖြစ်ပါတယ်ခဏနေဦးဒီမှာလာပေါ်နေခဏနေ
မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ချိုချိုဖြူအထယ်ဆိုင်မှဦးရန်စင်ချုံဒေါ်နီနီသမီးမဖြူဖြူဝင်းနဲ့မောင်နှမများကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်3 သိန်းစက္ကပ်လှူဒန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ယခုဆက်လက်ပြီးအနန္တ5 ပါးအာဥဒိဋ္ဌာ၍မြဝတီမြို့နေကြားဆောင်တပ်မှနေကြားဆောင်တပ်132မှတပ်မှူးဘုံမှုမုတ်တုံဇနီးတော်ဖောဖောတို့မိသားစုမှဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်5 သိန်းစက္ကပ်လှူဒန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ဆက်လက်ပြီးဖအံမြို့အမှတ်9ရပ်ကွက်ဖအံထုံးအိမ်လမ်းမကြီးဗတောက်မင်းအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမှအလှရှင်ဦးစီရဒေါ်မြင့်မြင့်မွန်သာစီသူထက်တို့ကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်5 သိန်းစက္ကပ်လှူဒန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ဖအံမြို့အမှတ်9ရပ်ကွက်နေအလှရှင်ဒေါ်တန်းထေးနှင့်မောင်နှမများကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်3 သိန်းစက္ကပ်လှူဒန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ဆက်လက်၍ဖအံမြို့နယ်အိန္ဒုကျေးရွာနေအလှရှင်ဦးထွန်းကြိုင်တော်တင်လှမိသားစုကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်5 သိန်းစက္ကပ်လှူဒန်းနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်
နှစ်ဖက်မိဘများအားအမှုထား၍ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးစီးအရာရှိဦးအာကာမြင့်ဒေါ်ရမင်းထွန်းမိသားစုတို့ကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်3 သိန်းစက္ကပ်လူဒန်းမှာဖြစ်ပါတယ်ဗျာမြိုင်ကြီးငူမှကွယ်လွန်သူကိုကျော်စွာဟိန်းအားရည်စူး၍ဦးသိန်းဝင်းဒေါ်ဝါဝါတို့ကဓမ္မပူဇာအဖြစ်ဝတ္ထုငွေကျပ်3000စက္ကပ်လူဒန်းမှာဖြစ်ပါတယ်ကျွန်တော်တို့အချိန်ကုန်ငဲ့ညာသောအားဖြင့်ကြံတဲ့အလှူရှင်များအတွက်ကိတ္တသိက္ခာပေးဖို့ကြီးညာအပ်ပါတယ်အစီအစဉ်အရာဩဃာတကတော့ကျိုးဖြင့်ဆရာတော်အားကတော့ချင်းအစီအစဉ်ဖြစ်ပါသည်ဗျာဓမ္မမိတ်ပေါင်းသူတော်ကောင်းတို့ခင်ဗျာဩဃာတကတော့ကျိုးတံပြန်ညီညာရွတ်စွန်ကတော့ကြပါစို့ခင်ဗျာဩဃာတဩဃာတဩဃာတကာယကံဝစီကံမနောကံသဗ္ဗဒေါသခတ်သိမ်းသောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယတနာတရားယတနာသံဃာယတနာယရဏမြတ်သုံးပါးတို့ကိုအယုအသေးအလေးအမြတ်လက်ဆောင်မူ၍ရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကတော့ပါဤအရှင်ဘုရားကတော့ပါဤအရှင်ဘုရားကတော့ပါဤအရှင်ဘုရားသဗ္ဗိတိယဝိဝေဇန္တုသောကောရောဂဝိနသတုမာတေဘဝန္တန္တရာယဒုက္ခိတိကယုကောဘဝအဘိဝါဒနာသီလိတာနိစ္စံဝုဒ္ဓပစာယိနောသတ္တရောဓမ္မဝဒ္ဒန္တုအာယုဝနောဒုက္ခံပလံသဗ္ဗိတိယဝိဝေဇန္တုဘေယံခသိန်တို့ကင်းငြိမ်းကြပါစေကုန်သတည်းသဗ္ဗသောကောဝိနသတုဆိုရင်ခသိန်ကင်းငြိမ်းပါစေတည်းသဗ္ဗရောဂဝိနသတုယောဂခသိန်ကင်းငြိမ်းပါစေတည်းဘာတိဘောတန္တရာယသင်တို့ဘေးရန်အန္တရာယ်ဘာတခုမျှမရှိကြပါစေကုန်သတည်းဒုက္ခိတိကယုဂဘဝန္တုကိုစိတ်နှစ်ပါးချမ်းချမ်းသာသာအသက်ရှိကြပါစေကုန်သတည်းအသောဂါတိကယုဂဘဝန္တုဆိုရင်ကင်းကွာစိတ်ချမ်းသာစွာဖြင့်အသက်ရှိကြပါစေကုန်သတည်းအရောဂါတိကယုဂဘဝန္တုအနာကင်းကွာချမ်းသာစွာဖြင့်အသက်ရှိကြပါစေကုန်သတည်းအဘိဝါရဏသီရိသဗျာတရားသံဃာယရဏသုံးပါးနှင့်မိဘဆရာကိုရှေခိုးတော်လေးအကျင့်ရှိကြပေကုန်သောဩဒ္ဓပစာယိနောကြီးကုန်သောပုဂ္ဂိုလ်တို့ကိုအယောအသေးပြုတတ်တော်လေးအကျင့်ရှိကြကုန်သောသေတ္တရောကောင်းပေါင်းတို့မှာအာယုစအသက်တန်းရှိခြင်း၎င်းဝန္နောစယောအစေကောင်းခြင်း၎င်းဒုက္ခစကိုစိတ်နှစ်ပါးချမ်းသာခြင်း၎င်းဗလံစကိုအာညာအားနှင့်ပြည့်စုံခြင်း၎င်းအာရောဇံသာနာကင်းကွာချမ်းသာခြင်း၎င်းဣတိဤသို့ပင်စရမကြောတရားဤငါးပါးတို့သည်နေဆံပြင်းမဲ့ပြတသက်ပါလုံးဩ
ဝဒံတုတလာသောနေလိုတိုးလာသောရေလိုတနေ့တခြားတိုးတက်စီကားကြပါစေကုန်သတည်းအလုံးပရိသတ်အဟံပန်းနေညီအောင်ဆိုလိုက်ကြယမဟာဝဒာမိတဝတေထနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိတရဏဂမနသံပုံဏံဘာနာတိဘာဒဝေရဝဏိသိက္ခာပရံသမာရိယာမိအဒိဏဒါနာဝေရဝဏိသိက္ခာပရံသမာရိယာမိကာမေတုမိစ္ဆာစာရဝေရဝဏိသိက္ခာပရံသမာရိယာမိမုဒ္ဒဝါဒဝေရဝဏိသိက္ခာပရံသမာရိယာမိသုရာမေရယမေဇဗမာဒဌာနာဝေရဝဏိသိက္ခာပရံသမာရိယာမိဣဒံမေပုညံဘောရိညာဏတပစ္စယဟောတုဗန္တေရှင်ဘုရားမေဘုရားတပည့်တော်ဤဣဒံပုံညံဤကောင်းမှုသည်ဘောရိညာဏတဘောရိညာဤပစ္စယအထာအပန့်သည်ဟောတုဖြစ်ပါစေတည်းသာတဝနှလုံးပြောင်းသူတော်ကောင်းပေါင်းတို့တုံမေသင်တို့သည်တိသရဏေနဘုရားတရားသံဃာဟုဆိုအပ်သောသုံးပါးသောကိုးကွယ်ရာအစုံသရဏဂုံနှင့်သဟအတူတကွပင်စင်ကသီလင်္ဂါ၅ပါးရှိသောသီလတော်မြတ်ကိုသာဒုက္ခကတ္တဝါပြင်းမြတ်အောင်ပြုကြကုန်၍အပမဒိနမမိတ်မလျော့မပေါ့မတန်ထက်သန်သောတတိတရားဖြင့်သဗ္ဗကိစ္ဆာနိအလုံးစုံကုန်သောပြုပွဲကိစ္စမှန်သမျှကိုသံပါတိထကိုစီကိုငါပြည့်စုံကြစေကုန်လော
အရသောတရားချစ်ခင်သူတော်စင်များဓမ္မသဘေမစခင်မ30ဘုံအရာဆင်မျက်နာအနန္တစိတ်ချဝလာ၌ရှိကြသောအနန္တသတ္တဝါတွေဘေးရန်ခတ်သိကင်းငြိမ်းကြစေဖို့ဆင်းရဲခတ်သိကင်းငြိမ်းကြစေဖို့နှလုံးစိတ်ဝမ်းအေးချမ်းကြစေဖို့မေတ္တာဓာတ်တွေပို့လှကြရအောင်မေတ္တာဘုစာပိုက်ကလေးတွေဘုန်းကြီးတို့ဆိုပေးတဲ့နောက်ကလိုက်ပြီးတော့တစ်ခေါက်စီအလုံးညီအောင်ဆိုလိုက်ကြပြီးတဲ့အခါမှာသုံးခေါက်စီတညီတညွတ်ထိမေတ္တာပို့ကြရမယ်ကိုယ်စိတ်နှဖျားဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးရွှေပြုံးကြပါစေမေတ္တာယံသူဒေါသမူအပူကင်းပါစေမေတ္တာယေစံကိုယ်စီဖြံအေးချမ်းကြပါစေခန္တီယံဒေါသမံတွန်းလှန်နိုင်ပါစေခန္တီနှလုံးအစဉ်သုံးရွှင်ပြုံးကြပါစေဓမ္မေတ္တာစွမ်းကဘာလွမ်းငြိမ်းချမ်းကြပါစေမေတ္တာနိသာကရောလောကေသမ္မာပါတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခံတုပုသိတာပဇာလောကေတတ္တဝါအလီလိခောမိပောလလောကတကဘာတွင်၌မေတ္တာနိသာကရောမေတ္တာအေလူဖွေဖြူပဝင်းငွေလမင်းကြီးသည်
သမ္မသတ္တဝတ္တတွေဤမြစေဖို့အတရေရှုံးကကောင်းမွန်စွာဒုက္ခံကရောသူလည်းဝန္တာငါလည်းရွှေပြုံးတစ်လုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်ဘာတုယံလည်းကင်ဝေပြီးလည်းမခအေးရဘောရှုံးမြအတရေထွန်းပပါစေတည်းမေတ္တာသီတလရံတိဟိမေတ္တာဖွေးလျက်အေဒဆောင်သည့်အယောင်ဝါတို့ဖြင့်မေတ္တာသီတလရံတိဟိမေတ္တာဖွေးလျက်အေဒဆောင်သည့်အယောင်ဝါတို့သည်ဘုသိတဘုံဘုံလွှမ်းထုံမွမ်းမလာထိတွေ့အကုန်သောဘာသာကပခိဝေပြေပြေ၌တည်နေများစွာသတ္တဝါတို့သည်ဒုက္ခတုကိုစိတ်အေးကပြီးရန်ကွာ၍ဝမ်းသာတကွချမ်းသာကြပါစေကုန်သတည်း1388ခုနှစ်ပြသလာဇန်8ရက်ရကြကာလ7နာရီ45မိနစ်အချိန်ကစတင်လို့ကရေပြည်နယ်ဖားအံခရိုင်ကြောက်ကလကျောင်းတိုက်မှာဆင်ကျင်းပါတဲ့သီရကုဓမ္မသဘင်ကိုယခုခါမေတ္တာသီသမေတ္တာပဒနာနဲ့စတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်ပွဲသို့အခက်ရောက်ရှိလာခဲ့ကြကုန်သောတရားချစ်ခင်သူတော်စင်ပရိသတ်ပေါင်းတို့နှင့်တကွ30ပုံအရ10မျက်နှာအနန္တစိတ်ချဝလာ၌ရှိကြကုန်သောအနန္တသတ္တဝါတွေဘေးအခသိကင်းငြိမ်းကြပါစေဆေယခသိကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ဗိဒ္ဓဓာတ်တွေဖြတ်ဝေပြီးတော့ဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်စတင်ဖွင့်လှစ်ပြီးတော့ကြီးညာလိုက်တဲ့အချိန်ဟာဘုန်းကြီးရဲ့နိုင်မှာကတော့9နာရီထိုးဖို့9မိနစ်လောက်အလိုရောက်နေတာ9နာရီတရားဝဲဟောလို့ကောင်းပါမလားဒီချိန်အိပ်ဖို့ပဲကောင်းတယ်ထင်တာပဲစောစောကမိုးလေးကဖြောက်နေဆိုတော့နည်းနည်းတော့စိုးရင်သွားတယ်ဒိသကြီးကောင်းမို့မိုးပေါက်ကလေးတွေပဇင်းသေးပန်းတဲ့လောက်ပေါ်လေကြာသေးလားမကြာသေးလားနော်ဒီမှာတရားပွဲအစီအစဉ်ကိုဖတ်ကြည့်တယ်ပထမရက်ကအရှင်သီရိဒတ္တလင်္ကာရဒုတိယရက်မှာဝါသစ္စာလင်္ကာရတတိယရက်မှာဗဒ္ဒနာသုံးတရမနေ့တုန်းကတော့ဗဒ္ဒနာအိန္ဒကအဝေယယေစုဆရာတော်တဲ့အဲ့ဒါကြောင့်ဘုန်းကြီးဆိုရင်နာရေတွေမြတ်ကြလာဗလားရေတွေကဆူပြီးမကြဘူးအေးပြီးကြလို့တော်သေးတယ်နော်အေးကောင်းတယ်အဲ့တော့9နာရီတောင်ထုတ်ပြီးဆိုတော့ခတ်သုတ်သုတ်နဲ့တူတူနဲ့ဘုန်းကြီးတို့ပြိဿကြီးပြီးကြရအောင်တရားကောင်းဆိုတာတူမှကောင်းတာအကောစီမံအဝတိမံအဇိနိမံအဟာတိမေယေသတံဥပနရှန္တိတေသံဝေရဏသမ္မတိအကောစီမံအဝတိမံအဇိနိမံအဟာတိမေယေသတံဥပနရှန္တိတေသံဝေရံဥပသမ္မတိလို့ရသော်ဗျာဇာရကမှာလည်းဟောတယ်ဓမ္မပဒမှာလည်းဟောတယ်အကောစီမံဘာပြောတယ်လဲဆိုလို့ရှိရင်တရားရကကိုယ်ဆဲသွားရင်ကိုကပြန်ဆဲနေပဲဆိုရင်အဲ့ဒီအပြန်လန်ဆဲနေတဲ့ဆဲပွဲကြီးဟာဆဲဆိုချိန်မောင်းနေတဲ့ကိစ္စကြီးဟာမပြီးနိုင်ဘူးတဲ့သူဆဲကဆဲနေဘုန်းကြီးတို့ပြိဿ Facebook မှာအပြန်လန်ဆဲနေကြတာတွေဟာတရားကဆဲလို့ပြန်ဆဲရင်ဆဲဖို့ကမပြီးဘူးအဲ့ဒါပြန်မဆဲပဲနေရင်တော့ဘာဖြစ်လဲဒါရက်သွားတယ်အဲ့ဒါဆဲလာရင်ပြန်မဆဲနဲ့လို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားမိန့်တာဒါခန္တီပါရမီအတွက်ပြောတယ်ခန္တီဆိုတော့သိက္ခာဉ္ရဲ့သိက္ခာဉ္နဲ့တစ်ဆက်တည်းခွင့်လွတ်ခြင်းကိုပါထည့်ပြီးတော့အလုံးအကျင့်သုံးရ
သိခါခြင်းနဲ့တွဲလျက်ဘာကိုဘာကျင့်သုံးရမှာလဲခွင့်လွှတ်ခြင်းဆဲတယ်ခွင့်လွှတ်လိုက်ပြန်မဆဲနဲ့ဧကောစီမံအဝဒိမံအယံဤသူသည်မင်္ဂကိုအဝဒိဆဲသွားပြီအဝဒိနှိမ့်ဆက်သွားပြီလို့ပြန်ပြီးတော့သူ့ကိုနှိမ့်ဆက်ဖို့ကြိုးစားနေရပြန်လာနှိမ့်ဆက်ညှင်းဆဲမှုကမရနိုင်ဘူးအဲ့တော့သူကနှိမ့်ဆက်လာရင်သိခံခြင်းရဲ့ခွဲလို့ခြင်းရဲ့ဒီတရားနှစ်ပါးလက်ကင်ထားပြီးတော့ပြန်ပြီးတော့တုံ့ပြန်ခြင်းမပြုဘဲနေလိုက်ရင်ဒီရံပွဲဟာဘာဖြစ်လဲငြိမ့်သွားတယ်လို့ဒါဒေသနာတော်ကဟောတယ်ဘုရားလုံးနေတော့ဒီတိုင်းရှင်းတော်မူကြတယ်ဘုရားလုံးမဟုတ်တဲ့ပုဂ္ဂိုလ်တွေကတော့ရှင်းဖို့တော်တော်ခက်နေကြတယ်နော်ဒါကြောင့်ပြည်သေးဆက်ကနှစ်ပေါင်းကို80နှစ်သွားပြီလွတ်လပ်ရတာဒီကနေ့ဆိုလို့ရှိရင်69နှစ်မြောက်ခရီးပဲမဟုတ်လားလွတ်လပ်ရတဲ့ကဖြစ်လာတဲ့ပြည်သေးဆက်ဟာဂုထိမပြည့်အဲ့ဒါဘာကြောင့်လဲဆဲရင်ပြန်ဆဲနေလို့ရံပြုတ်ရင်ပြန်ပြီးတော့ရံပြုတ်နေလို့နှိမ့်ဆက်ရင်ပြန်နှိမ့်ဆက်ဖို့ကြိုးစားနေကြလို့တုတ်ပြန်ဖို့ကြိုးစားနေကြသမျှကာလပါလုံးငြိမ်းချမ်းရေးဟာမရနိုင်ယေသတံဥပါဏရှန္တိယေသခြင်းသို့သောဒီကတန်တို့ဆဲတဲ့ပုဂ္ဂိုလ်နှိမ့်ဆက်တဲ့ပုဂ္ဂိုလ်ညင်းဆဲလာတဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တဲ့ပုဂ္ဂိုလ်ကိုနာဥပနရှန္တိတုံ့ပြန်ပြီးတော့ရံညိုဖွဲ့ခြင်းအလျင်မရှိကြဘူးဆိုရင်ဒေသတို့သူနှစ်ဦးတို့ရဲ့အကြမ်းမှာဝေရံရသည်ဥပသမ္မတိငြိမ့်တယ်လို့သတ္တလူနတ်တို့ဆရာဘုရားရှင်ကိုရောမြတ်ကအဝါစာကရုဏာရှိထာမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပေသတည်းမြတ်စွာဘုရားဘောဓလတဲရဲ့မြို့တော်သာဝိထိကဇေရုံကျောင်းထဲမှာနေတော့ဘုရားရဲ့ဗတွေးတော်ရဲ့သားဖြစ်တဲ့တိတ်သသာကိဝေဟာအရွယ်ကြီးမှယဟန်ပြုတယ်သက်တော်60ဝါတော်1ပေါ့ဗျာအဲ့တော့သက်ကြီးမှယဟန်ဖြစ်ရံပြုကာစတဝါမမရသေးတဲ့အချိန်ကစပြီးတော့သူကသာသနာတော်မှာဆန့်ကျင်ဘက်တွေအများကြီးလုပ်တယ်ဥပရိယုတ်ကလည်းသတ်ရတဲ့ခန့်ညားတယ်သတ္တရရဝိတ္တတယ်အဝိလည်းပဲသတ္တရရဝိတ္တတယ်ပြီးတော့သာကိဝေမင်းမျိုးလည်းဖြစ်တယ်မြတ်စွာဘုရားအဖေအောက်ကသာကိဝေကိုနော်ဗတွေးတော်လို့ခေါ်တယ်အကိဝေ၄ပါးသုတ်ဒေါဒနာသက်ကောဒနာဒေါတောဒနာအမိဒေါဒနာ၄ယောက်တည်းဖွားတယ်သီဟဟနုမင်းကြီးရဲ့သားတွေကပိလောမှာပွေးကြတာအကြီးဆုံးကသုတ်ဒေါဒနာဘုရားရဲ့အဖေသုတ်ဒေါဒနာရဲ့အောင်နာကသက်ကောဒနာအဲ့ဒီသက်ကောဒနာသာကိဝေရဲ့သားဟာခုပြောတဲ့ဒိဋ္ဌသာကိဝေမှာအဲ့တော့မင်းမှုထမ်းတို့အချိန်ကောင်းတော့အသက်60ကျော်တော့သူယဟန်ဝတ်တယ်သတ္တရရနေတတ်စားတတ်တယ်ပြီးတော့သူကအချင်းတစ်ခုရှိတယ်ဘာလို့သလဲလို့ဆိုတော့ဇေတော်ကျောင်းတဲ့ကဧခံကျောင်းဓမ္မယုံကြီးပေါ့အဲ့ဒီဓမ္မယုံကြီးရဲ့အလဲကောင်ဧကကျောင်းထဲမှာအလဲကောင်သွားပြီးတော့ကိုလိုဘုန်းကြီးတို့ထိုင်တယ်လို့ကလထိုင်ကြီးနဲ့သတ္တရရခန်းခန်းညာညာထိုင်ပြီးတော့နေတာဒီနေ့လုံးဘာကျိုးရှိလဲမေးရင်လာသမျှတရားဓမ္မတွေကဘုရားစီမရောက်ခင်သူ့အရင်ဥတိုက်ရတာလုတ်ပုံကအဲ့ဒါမျိုးသူကအရသာခံတာဘုရားစီသွားမဲ့လူအလုံးကဘသူအရင်ဥတိုက်ရလဲဒိဋ္ဌအလုံးပြောဒိဋ္ဌယဟန်ကြီးဥတိုက်ရအဲ့ဒါဒိဋ္ဌယဟန်ကြီးကလည်းပဲအနိကလည်းကောင်းပြည့်လွှာလေးချပြီးတော့အိန္ဒိယရနေသင်္ကန်းလေးသတ်ပေစွာဝတ်ယုံထားတော့ကြည်ညိုတဲ့တရားဓမ္မတချို့ကလှူရန်တန်းရန်လေးသူလူလှူသွားတော့သူအရာလေးရတယ်အဲ့ဒါသားရတာအခုတော့နေကြတော့တရားဓမ္မတွေမဟုတ်ဘူးပြိဿကြီးအယဝေးကနေကြွလာတဲ့သံဃာတော်တွေဝင်လာတာ
ပြောဘာတွေဝဲလာလဲတဝါမမရသေးတဲ့ဒိဋ္ဌကိုရောကြီးကဓမ္မယုံတဲ့အလဲကောင်ကရထိုင်ပေါ်မှာဟန်ကြီးပန်ကြီးတဲ့ထိုင်းနေတာတွေ့တော့ဧကံကိုရောကြီးမထေကြီးပဲနေမှာပဲအိန္ဒြေကလည်းကောင်းလိုက်တာရဟန္တာကြီးပေါ့ကြွလာတဲ့သံဃာ400-500ကကုန်းပြီးတော့ဥချတာကိုငြိမ်ပြီးတော့လက်ခံနေတယ်ဗျာဟိုထဲမှာယဟန္တာပုဂ္ဂိုလ်တွေပါတယ်သောတာပန်တွေပါတယ်သဂရဂံတွေပါတယ်အနာဂံတွေပါတယ်သူ့ထက်သိက္ခာကြီးတဲ့ကိုယ်တော်တွေအများကြီးပဲသူကတဝါမှမရသေးဘူး2ဝါ3ဝါ4 5ဝါ9ဝါဝါ30 40ကိုယ်တော်တွေရှစ်ခိုးတာကိုသူဘာဖြစ်လဲလက်ခံအဲ့ဒါတချို့ကိုယ်တော်တွေကထိုင်အခါနေရတာဂျာလကိုယ်တော်ကြီးညောင်းလောက်ပြီးထင်တယ်ဆိုခြေတော်တွေပါတွေကိုင်းပြီးတော့ဖြည့်အကြောတွေဖြည့်ပြီးတော့နှိပ်ပေးနေတာခြေစုပ်လက်နဲ့ပြုတ်တယ်ပေါ့ဗျာအဲ့ဒါလေးပဲသာယာပြီးတော့လက်ခံနေတဲ့တဝါမမရသေးတဲ့ကိုတော်ကဝါရပြီးတဲ့ကိုတော်တွေရဲ့အပြုစုနဲ့ရှ िख ိုးခြင်းကိုမလုပ်နေတာလဲခံယူနေတာအဲ့ဒီတဲ့နှုတ်ဆော့တဲ့ကိုတော်တစ်ပါးကနည်းနည်းမသင်္ကာလို့ထင်ပါရဲ့မေးလိုက်တာဂတိဝသောတိဗန္တိမန္တေရှင်မြတ်ဒုမကံရှင်မြတ်တို့မှာဂတိဝသောဝါဘလောက်ရပါလဲရှင်ဘုရားဘယ်နှဝါရပြီလဲသံဃာတော်တစ်ပါးကနှုတ်ဆော့ပြီးတော့မေးလိုက်တာအဲ့ဒီကြတော့လည်းပဲသူကရိုးရိုးဖြောင်းဖြောင်းဖြေးတယ်အာမကံဝသောနာမနတ္ထိတဲ့တို့ဝါစုတဝါမှမရှိသေးပါဘူးကွာပြိဿရေဘယ်နဲ့ဖြေလဲတဝါမှမရသေးဘူးဒါပေမဲ့ဝါရပြီးတဲ့ကိုတော်တည်းရဲ့ရှ िख ိုးတာတဲ့ခြေစုပ်လေးနဲ့ပြုတာသူခံယူပြီးပြီမို့လားအမကံဝသောနာမနတ္ထိတို့ဝါဆိုတာရှိပါဘူးကွာဝါကိုမရှိသေးဘူးပြောလိုက်တော့အဲ့ဒီမှာပုထုဇဉ်သံဃာတချို့ကမခံမရနိုင်ဖြစ်တာတဝါမမရသေးပဲနဲ့ဝါရပြီးတဲ့ကိုတော်ကြီးတွေရဲ့အယုသေးအပြုစုခံယူတဲ့မြတ်စွာဘုရားသွားတိုင်မယ်အဲ့ဒီလိုပြောပြီးတော့ရိုးအိုးနဲ့ဓမ္မယုံနဲ့ဆူသွားသံဃာတော်တွေကအကုန်တော့ဗတိကိုတော်ကြီးဒိဋ္ဌကိုတော်ကြီးကြည့်ပြီးတော့ဓမ္မယုံကထွက်ကြတယ်သံဃာတော်တွေထွက်လို့ဓမ္မယုံအပြင်ဘက်ရောက်ယုံရှိသေးတယ်သူကဓမ္မယုံရဲ့ခါးပေါက်ကနေထွက်ချသွားပြီးတော့ဘုရားစီရောက်သွားမြတ်စွာဘုရားကိုသူကအရင်တိုင်နေတယ်ပြိဿရေတရားလူကနောက်မှရောက်တယ်တရားခံကဘုရားစီအရင်ရောက်ပြီးတော့တရားခံကတိုင်နေဒိဋ္ဌကိုရကြီးကဘုရားရှိမှငိုးပြီးတော့ဘုရားကိုလျှောက်တယ်ဟဲ့ဒိဋ္ဌဘာဖြစ်လာတာလဲမင်းငိုလို့ကြီးလို့ကိုရော်ရီဖျားဓမ္မယုံနဲ့ဝင်လာတပည့်တော်ကိုဆူလိုက်ဆဲလိုက်ကျိမ်းမောင်းလိုက်ကြတာဗျာနေကပါသွားလို့လဲဘာမှမလုပ်ဘူးကလတိုင်မောငြိမ်ငြိမ်လေးထိုင်းနေတာငြိမ်ငြိမ်လေးထိုင်းနေတာလေအဲ့ဒါတပည့်တော်ကိုဆူဆက်ကျိမ်းမောင်းပြီးတော့ထွက်သွားကြတယ်ဘုရားတိုင်မယ်ဘာညာနဲ့ဆိုသူကတိုင်နေတော့ဟိုတရလူကိုတော်တွေရောက်လာဟာတို့ကမတရားသေးဘူးကိုသူကအရင်တိုင်နေပြီအဲလိုနဲ့တရားခံဘသူကအရင်တိုင်လဲဒါဘုရားလက်ထက်ဘုရားသာသနာမှာသံဃာချင်းဖြစ်တဲ့အမှုနော်လူလောကမှာဘယ်လောက်ရှုပ်လိုက်မလဲဆိုတော့ဘုန်းကြီးတို့မသိဘူးအဲ့တော့လာတဲ့ကိုယ်တော်တွေဘုရားကစီးပေးတယ်ဘာဖြစ်ကြတာလဲဆိုတော့မြတ်စွာဘုရားလည်းပေးရဟိုကိုယ်တော်တအုပ်ကြီးကအကုန်လုံးဖွင့်လျှောက်ပြီးတိုင်တပည့်တော်တွေကဝဲလာသူ့ကိုမထေကြီးထင်လို့ဥချအကုန်လုံးလက်ခံတယ်ဘသူဥချအရိယာတွေဥချတာတောင်သူလက်ခံတယ်သိက္ခာကြီးတဲ့ကိုတော်ကြီးတွေဥချလည်းလက်ခံတာပဲခြေစုပ်လည်းနဲ့ပြူတာလည်းပဲလက်ခံတာပဲဘယ်တော့ရမလဲလို့မေးကြည့်လိုက်တော့တဝါမှမရဘူးလို့ပြောတယ်ဗျာအဲ့ဒါကြောင့်ဘုရားကိုလျှောက်ထားမလို့
တပည့်တော်တို့ခုလာခဲ့တာပဲအာတဲလုံးနဲ့တရားခံဘုရားရှိခိုးစကားတွေပြရသော်ဘုရားကဘာပြောလဲဆိုတော့ဒိဋ္ဌာမေတ္တဝါဘမရသေးပဲနဲ့ဝါရပြီးတဲ့ကိုယ်တော်ရဲ့အယုသေးကိုလက်ခံတာအဲ့ဒါမင်းရဲ့အပြစ်ပဲပြောလိုက်မယ်ပြောထိုက်လို့ပြောတာအဲ့ဒီကိုယ်တော်တွေကိုအကုန်လုံးမင်းခုဥချလိုက်ပြန်ပြီးဥချလိုက်ဘာလို့ရမလဲပြန်ပြီးဥချပြီးတော့တောင်းပန်လိုက်ပြန်ဥချအဲ့တော့ဒိဋ္ဌာကိုယ်တော်ကြီးကဘာပြောလဲထင်တော့တောင်းပန်เสียလည်းမလိုဘူးပြန်ပြီးတော့ဥလည်းမချနိုင်ဘူးတပည့်တော်ကထိုင်ုံလေးအေးအေးဆေးဆေးထိုင်နေတာသူတို့ကိုဥချခိုင်းတာလည်းမဟုတ်ဘူးသူတို့မမေးမမြမစုံစမ်းမဲနဲ့ဥချခြင်းလို့လာဥချတာတပည့်တော်အပြစ်မရှိဘူးလုတ်ပေါ်ကတော့ပြောင်းပြန်နော်မြတ်စွာဘုရားကိုရောမြတ်ဓမ္မောင်းမှာဖြစ်နေတာသူတို့ကသူတို့ဥချပြီးတော့တပည့်တော်ကိုချိန်မောင်းသွားတာသူတို့ကပဲတောင်းပန်ဖို့ကောင်းတယ်မှားပြီးတော့ဥချမိပါတယ်လို့သူတို့တောင်းပန်ရမှာအပုကအဲ့လိုအဲ့ဒါတပည့်တော်ဥချခန္ဓာမှမဟုတ်ပဲကိုယ့်အကိုထိုင်နေတာသူတို့လာဥချတာမတောင်းပန်နိုင်ဘူးဆိုပြီးတော့ဘုရားပြန်တောင်းပန်ခိုင်းတာကိုပြောလို့မရဘူးဘုန်းကြီးတို့ပြိဿကြီးအဲ့ဒီမှာမြတ်စွာဘုရားပြောတာဇတ်တော်တစ်ခုပြန်ပြောတာပြောကျင်တာကအဲ့ဒီဇတ်ဘိက္ခဝေယံတော်များဝရှိသားတို့အယဒိဋ္ဌောဤဒိဋ္ဌာဆိုတဲ့ဝါမရသေးတဲ့ယဟန်အိုကြီးသည်ကဣဒာနေဝယခုအကာနေသလင်နတုပသောဆိုဆုံးမှခက်သည်မဟုတ်သေးဘူးခုမှပြောရဆိုရခက်တဲ့ပုဂ္ဂိုလ်မဟုတ်သေးဘူးအတ္တိတေပိတိဝေစွာရှိအခါတုန်းကလည်းပဲဒုပသောဤဝါဆိုဆုံးမှခက်ခဲခဲ့ဘူးသည်သာလင်ဒီလိုဘဂဝါဝတ္တဝမိန်ကြရမူ၏ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရမြတ်သည်အတ္တိတံအာဟာရိဓမ္မတိတ်ကိုဆောင်ပြ၍ဒေဝီလဇာရကဒေဝီလဇအထုပ္ပဒေသနာတော်ကိုအဝါစကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေသတည်းဒီပုဂ္ဂိုလ်ကြီးအပြောခက်တယ်ဆိုတာကူမှခက်တာမဟုတ်ဘူးအတိဝေစွာရှိခါတုန်းကတည်းကပြောဆိုလို့ခက်ခဲခဲ့ဘူးတယ်အပြောခဲ့အဆိုခဲ့ပြောစကားဆိုစကားနားမထောင်တဲ့ပုဂ္ဂိုလ်ကိုပါဠိလိုခေါ်တာကဒုပ္ပစခေါ်တယ်အလုံးပြောပါခေါ်လဲဒုပ္ပစရဲ့ဟိုဘက်ဆန့်ကျင်ဘက်စကားကသုဝစပါလေမင်္ဂလာသုံးပါပရိသတ်ဒီစာလုံးတွေ့ဘူးပြီးသားဖြစ်တယ်နော်ခန္တီစာပြီးရင်ဘာလာလဲသောဝဆသတာသောဝဆဆိုတာသူဝဆနဲ့အတူတူပဲပြောလို့ဆိုလို့ဆုံးမလို့ခက်တဲ့ပုဂ္ဂိုလ်ကိုဒုဝဆဒုပ္ပစဒီလိုခေါ်တယ်ပြောဆိုဆုံးမလို့လွယ်ကူတယ် easy to teach ပေါ့လေeasy to train ပေါ့လေသင်ကြားပို့ချဆုံးမလို့ပြောဆိုလို့လွယ်ကူတဲ့ပုဂ္ဂိုလ်ကိုမှတ်တာသူဝဆဘာပါလဲအယံတိသာဣတိသာယဟန်ကြီးသည်ဣဒတိဝယခုကာမသာလျင်နတဝသောယဝဆွဆုံးမှခက်တဲ့ပုဂ္ဂိုလ်ဖြစ်တာမဟုတ်သေးဘူးပုပ္ပေပိတိတ်ဝေးစွာရှေးအခါတုန်းကလည်းပဲပရိသတ်ရဲ့တေဝေးစွာရှေးအခါတုန်းကသူဘာဖြစ်ခဲ့သလဲခုနကဇတ်တော်ပြောထားတယ်ဘာသာလဲမေပါယူဗျာစစ်ပြေးတာနော်အဲ့ဒါတရားထတ်တယ်ဆိုတာဒီလူတွေအတွက်ဘယ်တော့မှမရှိဘူး။ဘာဖြစ်လို့လဲအခုပြောလို့ကမပြီးသေးဘူးမင်းနေပြီ။တရားပွဲကိုသိကိုမသိသေးဘူးစာယုံရှိသေးတယ်တရားနာမည်ပြောထားတာမင်းနေပြီ။အဲ့ဒါကြောင့်ဘုန်းကြီးတို့တရားဘယ်နှခါပဲတဏှာထဲမှာထဟောတရားထတ်တယ်ဆိုတာမရှိဘူး။ဒေဝီလ
Parale Bobe Dewi Sashi Karunga Dewila Dabataka Dewila Yade Vita Mude Karunga Doba saw you was so soma keke Buddhi Dalindilo Bhagava Bona Chaba the Gabiashi Goramia the Adida Ari Duandego Song Piavi Zadaka Dewila Sa Atoba Didanado Awasa Karuna Shita Midabin Hojaro Mugababe the D. Tigarinya Diyama Kanda Arana Dadisa Nisa Duka Nadari Deloma Bama Moho Zado Sura Bombio the Loboido Bioma Piamio Be Naudaka Baza Dele Doba the Nagabioro Yata Tonga Damabioya Kayambina Ludi Doida Dewi Lassa A day ways a shake of a ma, Bedonga Lemadu, a day to a day. Himodama Yadiri, the Andalone, the Moduin long, Moko Bido, Gendonia. Moko me Soloshe, Himodaga Elonlo, Dore Donega and Sela, the Mibian. Cheuza Sela Bira Baranadigo Yautaga Badule Lusuroj, Devila Shenya Badule Devila Shenya Gine Yade Deveri Baranadi Yaulare, Sonkan Sajare Nyajara Asia Nia Shaboso Biro, Duyade Deveri, Mindo Gunia Gusha Eja, Alebengania Nasha Mesobiro Nia Shara. Nobby Dorali with a doyali de Niyama. O the ma o low de o po de bogo de a day ye to it. Neka opo jare Yanisana low they beat a mubian, Yoabian, day ye got Yama, and it. There you go, who Africa de got day ye de Lanchita, there alone ye. The boat she de brother. A boga the boat, when boat a boga. Era Devila Shayadega, Olo de Nachega, the Olo Opo de Odaji Dua Biore. Meno Olo de Ja Adon Chadala, Adon Chabu Naja Abare. Era so Yagua Bede de Ganya Ibiazi, Nija de Gashambi, Meno Lolo Bo. Olo de Ga Quem Bude, Dudego Belade, Bechain, Dombola. Nya Apo, no, Boido Hodenga the Lobo. Era the dere, Devila Shendeji, when we do Big Cha. They Nayan, Daniama, Ali, Valley can be the Dunini. Neither be the Sonkansa, Neho the Beye, did the Beye, Ne, O the Mari, Olo don, Opo don, Nyajara Derema when A. Now Majagi, Naya the Linga Yellow Jamala Madibu, Yadide Yola Biayo. Now your lad Yadiga Mada Narada Yadide Badule Narada Yadiga Olo de go queen down there, Mino de Deco Biro Isabiasi qua. Ah, Yadidaba Yauni be that she there, and Yauni Rabadule. Dewi La Shayade, Alobia, Yaunira. Era no yola de Bogoga, Olo de Quimbu Dine de Lo, my people. Shows are Yaunin Bido Yadego do Quibayame, Loga would not. Era Yaunin Nibida, Dewi La Shayadego, Sheko Bido, Dewi La Shayadega, the legire. Namamira Joe Didema Deja Devia Deja Mohobu Deco Nibiazi, the song of Bo. Dore Dodema Nide Bogorema, Ayiji de Sasaga. Sadebioya, Lord Nambila, they were not Taya. Lona Sodaga Sa Ambila Sodaga Achen.
တော့မှတောင်မှနေတဲ့ပုဂ္ဂိုလ်ရဲ့အရေးကြီးတဲ့အစားအစာတစ်ခုကအချင်းနဲ့ဆန်းတဲ့စားပြည့်အောင်စားဓမ္မအကျော်တွေမာကျော်ပြီးတော့တောင်တွေမှာဆင်းလို့တက်လို့ကောင်းမယ်တဲ့ချစ်တောင်တို့ကချင်ပြည်နယ်တို့နာဂတောင်တန်းတို့ဆိုစားဟာသိဖို့တာတော်တွေကသမင်လေးတွေဗာလေးတွေဆိုလို့ရှိရင်တောတွေတောင်တွေကထွက်နေတဲ့သဘာဝစားတွေပေါ့လေစကားတို့စပုတ်တို့သိန်းတော်တို့ဇဝက်သားတို့တော်တွေတောင်တွေကြားကထွက်နေရင်သိကြိတ်တာပဲဝိုင်းရိတ်ကြဘုန်းကြီးစကိုင်းတော်မှာဘုန်းကြီးရဲ့အကြောင်းနောက်ကျော်နာတောင်ဆောင်မှာနော်ជីဟောက်တန်လေးတွေကြားတာနဲ့ရေကန်လေးတဲပြီးတော့အဲ့ဒါစားလေးပုံပေးထားတယ်ဟာជីဟောက်တန်မပြတ်တော့ဘူးစားလေးရေလဲရေသောက်လိုက်ជីလေးတွေပြောနေကြတယ်ဘာအတွက်လဲဆိုအကျော်တွေရဲ့တန်မာစီရေးအတွက်ပြိဿရဲ့ဘာစားအစားလို့ရင်လည်းပဲကြောတွေကမာကျွတ်ကျွတ်ဖြစ်ပြီးတော့အဲ့ဒါပေါက်ကုန်အဲ့တော့နာရဒယသိကြီးကခွင့်ပန်တယ်သူလည်းပဲရှင်သီးနဲ့စာမိဝဲဖို့ဟိဗောဒာကဆင်းလာတဲခိုစရာနေရာရှာတော့အိုးလုံးတဲလာတွေ့ရောင်းနေပြီးတော့ဒေဝီလရှင်ရဲ့သက်ခွင့်ပါကျွန်တော်လည်းဒီမှာပဲတဲခိုပါရစေနှစ်ယောက်သဘောတူတဲ့တဲကြီးကအကျယ်ကြီးပဲကွာမင်းကတချမ်းနေပေါ့ငါတချမ်းနေမယ်တကားပေါက်ကဘယ်နှပေါက်ရှိလဲတစ်ပေါက်သေးရှိတယ်အဲ့ဒီမှာယသိတရသဘောတူပြီးတော့တယောက်တချမ်းစီနေကြတယ်နာရဒကသိက္ခာငယ်တယ်ဒေဝီလကသိက္ခာကြီးတယ်ပြောဘသူကကြီးတယ်အဲ့ဒါညအိတ်တိုင်းအိတ်တဲ့နာရဒရှင်သေးကဒေဝီလရှင်သေးကြီးကိုရှ िख ိုးပြီးတော့မှအိတ်တယ်ရှေခေကပရိသတ်ရေမိဆိုတာကလည်းရှားပါတော့မိုးချုပ်တာတဲ့တဲကြီးတဲ့မှောင်သွားမှာပေါ့ဗျာကငင်းစီတွေတခါတဲ့ဆလောပုတ်တဲ့ထည့်ပြီးတော့မိထွန်းရတဲ့ဘဝပဲအဲ့ဒါညမိမေးလိုက်ပြီလဲဆိုရောနာရဒရှင်သေးကြီးကဆိုကြပါစို့တဲရဲ့မြောက်ဖက်နာယံကအိတ်တဲလို့ဆိုပါစို့ဒေဝီလရှင်သေးကြီးကတဲရဲ့တောင်ဘက်နာယံကအိတ်တဲလို့ဆိုပါစို့တဲကတည်းပြင်ထွက်တဲ့တကပေါက်ကအနောက်ဘက်မှာရှိတယ်လို့ဆိုပါစို့သိလွယ်အောင်ဘုန်းကြီးတို့စိတ်ကူးနဲ့ပြောကြည့်တာနာရဒရှင်ရဲ့သေးကြီးမှာတညကို3ခါ4ခါလောက်အိယာကထပြီးတော့အပေါ့သွားရတဲ့အကျင့်ရှိတယ်တဲ့3ခါ4ခါလောက်ထပြီးတော့ဘာလို့စီးကြိုယောဂနဲ့တူပါတယ်အဲ့ဒါဒေဝီလရှင်ရဲ့သေးကြီးဘယ်နာအိတ်တွေဘယ်နာယံကပ်ပြီးတော့ဘယ်လိုအိတ်တယ်ဆိုတာကိုမှတ်ထားပြီးတော့ညအပေါ့ထွက်သွားတာအဲ့လိုဆိုပြီးတော့ဒေဝီလရှင်ရဲ့သေးကပရိသတ်ရေနေကင်းကဟိုနာရဒမှတ်ထားတဲ့နေရာမှာမအိပ်ဘူးနေရာပြောင်းသွားတာညမောင်ကြီးတဲ့ဘသူနေရာပြောင်းအိတ်ထားအလုံးပြောဘသူနေရာပြောင်းအရင်ရောက်တယ်တတဲလုံးငါပိုင်တယ်ဒီလိုစိတ်မျိုးများဝင်နေသလားမသိဘူးနေရာပြောင်းနေရာပြောင်းအိတ်တော့လည်းပဲအိုင်လုံးလို့တကားကတပေါက်ထဲဆိုလုံးနေတော့ချွေးတွေကတစိမ့်စိတ်တစည်းစီထွက်ဟိမောတာမှာနေလေးရှိတဲ့ပုဂ္ဂိုလ်မြေပြန့်မှာသိအိုက်တယ်ဗျအဲ့တော့ဘယ်သွားအိတ်လဲလို့ဆိုတကားပေါက်ကမ်းလံဖြတ်အိတ်တယ်တဲ့ဘယ်သူလဲအရှင်ဒေဝီလကဘယ်မှာအိတ်တကားပေါက်ကမ်းလံဖြတ်အိတ်တကားပေါက်ကမ်းလံဖြတ်အိတ်တော့ခြေတော့ဘယ်ဘက်ထိုးတယ်လဲခေါင်းဘယ်ဘက်လှဲ့တယ်လဲပြိဿရေမှန်းကြည့်နာရဒယသိကြီးကဆိုကြပါစို့ပြောလို့လွယ်အောင်မှတ်လို့လွယ်အောင်နော်မြောက်ဖက်ချမ်းနာယံမှာကအိတ်တေးလို့ဆိုပါစို့နာရဒအဲ့ဒီနာရဒယသိအိတ်တဲ့မြောက်ဖက်ချမ်းဘက်ကိုသူကခေါင်းထိုးပြီးတော့တကားမှာကန့်လန့်ကြီးအိတ်တာယတနာဖြစ်တော့မယ်ရိပ်မိပြီလားယသိ2ယောက်တဲထဲမှာသူတဲလည်းမဟုတ်ဘူးသူများတဲပြီးတော့
နာရဒယသိကသကောင်းရံကြတော့အိယာကထငါအပေါ့သွားအောင်မယ်ဩဆရာဒီဝီလဟိုဘက်နံရံမှာအိတ်တယ်ငါဒီဘက်နံရံကကပ်ပြီးတော့နံရံကိုင်ပြီးတော့အပေါက်ကိုသွားမယ်ဆိုတမင်းကိုလွတ်အောင်ရှောင်ပြီးတော့သွားတာပဲပြိဿရေအရင်ရောက်နေပြီးတဲ့ဒေဝီလရှင်သေးကနေကင်းကသဘောတူသတ်မှတ်ထားတဲ့နေရာမှာမအိပ်ပဲနဲ့ဘယ်မှာအိပ်နေတာလဲအလုံးပြောတကားပေါက်ကန့်လန့်ဖြတ်အိပ်နေတာတယောက်တည်းနေတဲ့တဲမှာအိပ်ချင်သလိုအိပ်လေ2ယောက်3ယောက်4 5ယောက်အများနဲ့စုပေါင်းနေရပြိဿရေဒီလိုဆက်ရှင်ပဲလှုပ်လို့တော်ပါမလားမလှုပ်ကြနဲ့လေထင်ရည်မလှုပ်ကြနဲ့ပฏิပက္ခရဲ့အစဟာအဲ့ဒါပဲငါပိုင်တယ်ငါစိုးတယ်ဆိုပြီးတော့ထင်သလိုလှုပ်လိုက်ခြင်းဟာဒါပฏิပက္ခဖြစ်ခြင်းရဲ့အကြောင်းရင်းနာရဒယေသိကြီးနံရံကိုစမ်းပြီးတော့ဖြည်းဖြည်းတာအပေါက်စီကိုလာခဲ့တာအပေါက်နားလေရောက်ပြင်မဲ့ထွက်မဲ့ဆိုထွက်လိုက်တာဘာပြောကောင်းမလဲဒေဝီလရှင်သေးကြီးရဲ့ခေါင်းကဇဒုံးနင်းမိတာတဲ့ပြောဘာနင်းမိလဲယသိတွေရဲ့ခေတ်သာသနာ့ဘယသိခေတ်မှာယသိတွေကသပင်ကိုတမင်တမွေးမှမရိပ်ဘူးပေါက်ရှင်နဲ့ပေါက်ရှည်ခြင်းနဲ့ရှည်ထုံးထားကြတာအဲ့ဒါကြီးကကြက်ခတ်ဝယုံကြီးလို့ကြည့်ရှုပ်ထွေးပြီးတော့အထုံးကြီးဖြစ်အဲ့ဒီဇဒုံကြီးကိုပါဠိလိုခေါ်တာဇတိလလို့ခေါ်တယ်။ဘာလဲလဲဇတိလဆိုတာစံတုံးစံချစ်ကိုဇတိလခေါ်အဲ့ဒီဇဒုံကြီးကကြီးဆိုတော့ဒါရကပ်ပြီးတော့တကားဘောက်ကိုလာရင်တဲ့ပြိဿရေဇဒုံတက်နင်းမိတာတက်နေပြီးတော့နာရဒယသိကြီးကဟာဆရာဒေဝီလအုတ်ခေါင်းကဇဒုံကနင်းမိနေပြီငါတော့ပြည့်ဖြစ်တော့မှာပဲဆိုထိုင်ပြီးတော့ရှ िख ိုးတောင်းမှန်တယ်ဘယ်သူကတောင်းမှန်လဲနာရဒကတောင်းမှန်တယ်အဲ့ဒီမှာဒေဝီလကထထိုင်ပြီးတော့ဒေါဖောင်းပြီးတော့ကျိန်းမောင်းမှန်မဲဆဲဆိုတာဟဲ့ကာလကဏီပါဠိလိုပြောတဲ့ကာလကဏီဆိုတာမှတ်တာလူယုံမာလို့အဓိပ္ပာယ်ရတယ်ဘာလဲဟဲ့လူယုံမာငါအိနေတာဘယ်နဲ့ကြောင့်နေငါစတုံးတဲ့နေရသလဲအော်ကျွန်ုပ်နေ့တုန်းကမှတ်ထားတာဆရာဒေဝီလဟိုဘက်နံရံမှာအိတယ်လို့မှတ်ထားတာခုတကပေါက်အိနေတာကျွန်ုပ်မသိပါဘူးမှောင်မဲနေတဲ့အတွက်ကြောင့်လည်းမြင်လဲမမြင်ရပါဘူးအဲ့ဒါကြောင့်နင်းမိတာဟာမသိသဖြင့်နင်းမိတာဖြစ်ပါတယ်ဘာလဲဟိပြိဿရဲ့မသိသဖြင့်လွန်ကျူးမိတဲ့အပြစ်ပေါ့နော်ဓမ္မယုံထဲမှာငုံငုံကြီးထိုင်ပြီးတော့လာသမျှရှ िख ိုးခံနေတာကမသိသဖြင့်ရှ िख ိုးခံတာလားသိရသားနဲ့ရှ िख ိုးခံတာနော်ကိုယ်ကောင်းနင်းမိတာကသိရသားနဲ့တမင်နင်းတာလားမသိသဖြင့်နင်းတာလားအေးဘုန်းကြီးတို့ဝီနီးမှာစာတစ်ခုရှိတယ်အာဇာနန္တသအနာပတ္တိအာဇာနန္တသမသိသဖြင့်လွန်ကျူးပြီးတဲ့ပုဂ္ဂိုလ်တွေမှာအနာပတ္တိအပြစ်မရှိဘူးမသိသဖြင့်လွန်ကျူးမိရင်ဗါတဲ့လဲအပြစ်မရှိဘူးနာရဒအပြစ်မရှိဘူးတေကာရဒေဝိရရှင်ရဲ့သေနေရာပြောင်းအိဋ္ဌာအသိပေးဖို့မကောင်းဘူးလားဟေးနာရဒရေမင်းအပေါက်ကထွက်ရင်သတိထဝင်ရင်သတိထငါအဲ့လိုကွာတကပေါက်ကန်းလာအိနေတယ်လို့ပြောပြီးတော့အေးရပြိဿရေဒီတော့ဖြစ်မျိုးဖြစ်မလားခွင့်ပန်ခြင်းအသိပေးခြင်းမလုပ်ဘူးနော်သို့နေရာကတောင်ဘက်နံရံနာရဒယေသိကမြောက်ဘက်နံရံတကပေါက်ကအနောက်ဘက်မှာအဲ့ဒါတဲဟုတ်တဲ့ငါအရင်ရောက်တယ်ဆိုပြီးတော့အိတ်ရှင်တဲ့နေရာအိတ်တယ်ဆိုလို့ရှိရင်လည်းတစ်ဖက်လူကိုပြိဿရေတန်ဖိုးမထားရကြတယ်အဲ့ဒီမှာတကပေါင်းမှာယသိနှစ်ယောက်ရံဖြစ်နေကြတယ်အမှုကပါလေစတုံးနင်းမိတဲ့အမှုပေါ့လားသိရသားနဲ့နင်းတာလားမသိလို့နင်းတာ
အဲ့ဒါကိုနင်းမိတဲ့အပြစ်ကိုခွင့်လွတ်စေကြောင်းသိခစေကြောင်းတောင်းပန်တယ်သိမကောင်းမင်းကတပင်နေတာလူယုံမှာမင်းကစော်ကားတာမြေတွန်တောက်တီးလို့နေတော့မှနာရဒယသိကလည်းအပြင်ထွက်သွားပြင်ထွက်သွားပေါ့သွားပြီးတော့သစ်ပင်ရင်ထိုင်ပြီးစဉ်းစားနေတယ်ငါအပြစ်တော့ဖြစ်သွားပြီမတော်တဆနင်းမိတဲ့အပြစ်တဲ့ကိုပြန်ဝင်ရအောင်မယ်ဒုက္ခပဲငါဘယ်လိုဝင်ရမလဲပရိသတ်စဉ်းစားပြီးတော့တွေးကြောက်နေတဲ့သစ်ပင်အောက်ထိုင်ရင်းနဲ့နာရဒယသိအဲ့ဒါတွေးပြီးတော့စိတ်လေးလို့နေတော့မှဒေဝိလယသိကလည်းတကပေါက်တမလင်ကိုကြီးထိုင်ပြီးတော့ဒီကောင်အထွက်တုံးကငါစတုံးနေနဲ့ငါကမြောက်ဖက်ကောင်းထိုးအိတ်လို့ငါစတုံးနေတာဒီအတိုင်းသာအိတ်နေရင်ပြန်ဝင်လာတဲ့အချိန်မှာလေပင်နေရင်ဒုက္ခအဲ့ဒါငါပြောင်းအိတ်မယ်ဘယ်လိုပြောင်းမလဲခြေရင်ဘက်ကိုခေါင်းရင်ထားခေါင်းရင်ဘက်ကိုဘာထားလဲခြေရင်ထားဘယ်သူလဲဒေဝိလရှင်ရင်သိတကပေါင်းမှာပြောင်းပြန်လှန်အိတ်ဒါဆိုရင်နင်းသားနေရင်တော့ငါခြေတော့ပဲနင်းမှာပေါ့ကြိုးစားပန်းစားသူလည်းပဲရှောင်တော့ရှောင်တာပဲမဟုတ်လားဒါပေမဲ့ရှောင်တဲ့နေကြီးကတကပေါက်ကန့်လန့်ကြီးရှောင်နေတော့ဆိုတော့ရှောင်လို့မရနိုင်ဘူးနော်အေးကြည့်လို့ကြနော်ထွက်ပေါက်ကိုရှာနေကြတာဒီကနေ့ဘာရှာနေကြလဲအေးလွတ်မြောက်ရထွက်ပေါက်ကိုအကုန်ရှာနေကြတယ်ရှာနီးဖွင့်နီးတွေလည်းပဲအစင်မပြေဘူးအဲ့တော့ထွက်ပေါက်ပေးတဲ့ပုဂ္ဂိုလ်ကလည်းပဲအစင်မပြေဘူးထွက်တော့ကသတုံးနေနဲ့ပြန်ဝင်ရင်တော့ငါဒီတိုင်းသာအိတ်နေလို့ရှိရင်ပြန်ဝင်ရင်တော့လည်းပဲနေတော့မှာတကယ်ဆိုပြကိုယ့်အကိုနန်းရန်ပြန်ကပ်ပြီးအိတ်လိုက်ရင်ဘာပြဿနာမှမရှိဘူးပေါ့လားမဟုတ်ဘူးဒီတကပေါင်းမှာပဲသူကအိတ်ရှင်စိတ်ပေါအဲ့ဒါပြဿနာအဲ့တော့ကြိုက်ကောက်ပြီပြန်ဝင်တဲ့အခါသူဒီဘက်ကထွက်ဒီဘက်ကပဲဝင်ရင်နေမိသားနဲ့နင်းမဲ့သားဆိုရင်တော့ခြေတော့နင်းပေါ့ကိစ္စမရှိဘူးပြောင်းပြန်လှန်ပြီးတော့ခြေရင်ကောင်းရင်ပြောင်းပြန်လှန်ပြီးတော့ပြန်အိတ်တာပြန်မဝင်မရှင်းမအိတ်ဖက်ဆောင်နေရင်ကောပရိသတ်ရဲ့ပြဿနာဖြစ်မလားရှောင်တဲ့နီးတွေပြဿနာရှောင်တဲ့နီးတွေလွယ်လေးပဲအများကြီးရှိတယ်အသက်ကြီးတယ်သိက္ခာကြီးတယ်ပြီးတော့လည်းပဲသူတို့တွေကျင့်ထားလိုက်ကြတာဘာတွေကျင့်တယ်တော့မသိဘူးအတိတ်မှာကဘာ40မြင်တယ်အနာဂတ်မှာကဘာ40မြင်တယ်သမထဇံရအောင်ကျင့်ပြီးတော့အဘိညာဉ်ရထားကြတာနေမှာပေါ့ဗျာအဲ့တော့သမထနဲ့ကိရိတာကိုတတ်တယ်လို့ဆိုတာမှသိအောင်မတတ်နိုင်ဘူးပြိဿကြီးဥပမာဘာနဲ့တူမလဲဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿကြီးလက်ကွင်းထဲမှာကိုင်းပင်တွေပေါက်နေတယ်ဆိုပါစို့ဘာတွေလက်သမားကလက်ထွန်ကန်ပြီးတော့ကိုင်းပင်တွေကိုတစ်ရှိဥစွာဘာလုပ်လဲဆိုတော့ဓာတ်နဲ့ခုတ်လိုက်တယ်ဘာတွေကြံခဲ့လဲငုတ်တွေကြံခဲ့တယ်နှစ်မီးနဲ့တိုက်လိုက်တဲ့ငုတ်တွေပြောင်သွားတယ်မြေကြီးတဲ့ငမငုံနေတဲ့အမြင့်တွေကြတော့ပြိဿရဲ့မီးကလောင်သေးလားမိုးကြတော့အဲ့ဒါပြန်ပေါက်ပိုးတောင်တန်သေးတယ်ဗျာအဲ့တော့သီလနဲ့သတ်တယ်ကိလေသာကိုသီလနဲ့သတ်တယ်ဆိုတာကိုင်းတော့ဓာတ်နဲ့ခုတ်တလောက်ရှိတယ်ဘာနာတိဘာဒဝေရမဏီသတ်မှုတော့မဖြစ်ဘူးသတ်ခြင်းတဲ့စိတ်တွေကြမ်းနေတယ်အဲ့ဒီစိတ်တွေကိုသမာဓိနဲ့နှိမ်မယ်တဲ့ပြိဿရဲ့စိတ်တွေငုတ်သွားတယ်ဝိပဿနာဉာဏ်မရမချင်းဘုန်းကြီးတို့ပြိဿရဲ့သတ်ခြင်းတဲ့စိတ်မပြောက်ဘူးနော်အဲ့တော့ကိရိတာသတ်တဲ့အဆင့်ကဘယ်နှဆင့်ရှိလဲ3ဆင့်သီလနဲ့သတ်မယ်ကိုင်းတော်ဓာတ်နဲ့ခုတ်တလောက်ရှိတယ်သမာဓိနဲ့သတ်မယ်ကိုင်းတော်ကိုမိရှုတလောက်သိတယ်
ပညာဝိပဿနာနဲ့သမမြေအောက်ကအမြင့်တွေအကုန်လုံးကျွမ်းတာမဟုတ်လားအေးအဲ့တော့ယသိတွေဘာအားထုတ်ထားသလဲဆိုရင်သီလနဲ့သမထလောက်နေမှာပေါ့နော်အဲ့ဒါကြောင့်ယံဖြစ်နေကြတာကိုင်းပင်ငုတ်ကိုမိုးလေးဖြန့်လိုက်တော့သိပ်ပေါက်တာပေါ့ဗျာအဲ့ဒီလိုဖြစ်လာတာအနိဋ္ဌာယုံနဲ့တွေ့လိုက်တဲ့တပြိုင်နက်တည်းတခါတည်းအာယောနိသောမနတိကာရနှလုံးသွင်းမကောင်းတဲ့ယသိတယောက်မှာဒေါသရကြီးဖြစ်တာဂိုင်းပြောင်းပြန်လှန်ပြန်လဲအိတ်လိုက်ရောဟိုသစ်ပင်အောက်ထိုင်ပြီးတော့ပြန်ဝင်ဖို့စဉ်းစားနေတဲ့ယသိကငါထွက်တုံးကမြောက်ဘက်နာယံကိုစမ်းပြီးတော့ငါအနောက်ဘက်ကိုထွက်လိုက်တာရောင်တုံးနင်းမိတယ်သူမြောက်ဘက်ခေါင်းထိုးအိတ်တယ်ဒီအဖြစ်အပျက်ကိုငါရှောင်မှဖြစ်မယ်ခေါင်းမနင်းမိအောင်ရှောင်မှပဲတောင်ဘက်နာယံကနေဝင်ရရင်ကောင်းမယ်တောင်ဘက်နာယံမှာဘာရောက်နေပြီလဲနှစ်ယောက်စလုံးကတော့ပြဿနာမဖြစ်အောင်ရှောင်တော့ရှောင်ကြတာပဲထွက်သွားတဲ့ယသိကပြန်ဝင်တော့မြောက်ဘက်တကားဘောင်ကိုကပ်ပြီးတော့ဝင်ခဲ့ရင်ဘာနင်းမိမယ်လို့သူထင်လဲခေါင်းနင်းမိလိမ့်မယ်အဲ့ဒီပဲခေါင်းထိုးအိတ်ထားတာအဲ့ဒါကြောင့်မို့လို့ပြန်ဝင်ရင်တော့တောင်ဘက်နာယံကတကားဘောင်ကင်ပြီးတော့တောင်ဘက်ကပြန်ဝင်လိုက်မယ်အဲ့ဒါချီရင်ပဲဖြစ်လိမ့်မယ်ခြေတော့နင်းမိရင်တော်သေးတာပေါ့နှစ်ယောက်စလုံးပြိဿကြီးပြဿနာကိုရှောင်တာပဲမဟုတ်လားအိမ်နေတဲ့ယသိကလည်းပဲအေးကောင်းရင်မနင်းမိအောင်ခြေထောက်နင်းရင်တော့နင်းပါစေတော့ဆိုပြီးတော့ခြေဘက်ကိုကောင်းခေါင်းဘက်ကိုခြေသူလည်းပြန်အိတ်တာပြဿနာရှောင်တာပဲမဟုတ်လားပြန်ဝင်တဲ့ယသိကလည်းခေါင်းရင်ဘက်ကဝင်လိုက်ရင်တော့ငါပြဿနာဖြစ်အောင်မှခြေရင်ဘက်ကဝင်မယ်ရှောင်တာပဲနော်နှစ်ယောက်စလုံးကတော့ဘာကိုရှောင်နေကြတာလဲပြဿနာကိုရှောင်နေကြတာဟာပြဿနာကိုဖန်တီးနေသလိုဖြစ်နေကြတယ်အဲ့ဒါကို critical situation ခေါ်တယ်နော်ပြဿနာပေါင်းများစွာအကျအတဲတွေနဲ့ရင်ဆိုင်နေရတဲ့အခြေအနေတဲကသူတို့နှစ်ယောက်ပိုင်တဲ့တဲလားသူများတဲတဲ့နေပြီးတော့စကားပြန်နေကြတာနော်ဗာရဏသီတစ်မျိုးလုံးကျေးရွာတွေအားလုံးကအိမ်မောချသူတော်ကောင်းအမိခံတဲ့ယသိတစ်ယောက်ကရံဖြစ်စကားများအခြေအနေကြီးကပြိဿကြီးညီငွေ့စရာများကောင်းလိုက်တာဒေါရကလုံးအေးစေးအိမ်နေတော့ဟိုမှာနှစ်ယောက်တည်းရံဖြစ်အဲ့ဒါနဲ့ဝင်ကြီးတော့ဗျာဘယ်ဘက်ကဝင်မလဲတောင်ဘက်နာယံကကပ်ပြီးတော့ဝင်မယ်ခြေရင်းထင်ပြီးတော့ဝင်လိုက်တာနော်တောင်ဘက်နာယံကကပ်ဝင်တာဘာပြောကောင်းမလဲလဲပင်တဲ့နေမိတာသွားရောဗျာရှင်းလို့ကိုမရတော့ပြဿနာကိုရှောင်ရင်တဲ့ပြဿနာပိုရှုပ်သွားတယ်ပြဿနာတွေကိုရှင်းမလို့ရှောင်နေကြတာဘာဖြစ်သွားပြီလဲရှင်းမလို့လုံရင်တဲ့ပိုရှုပ်ကုန်တယ်ဘာဖြစ်လို့လဲလဲပင်နေမိပြီကိုဗျပရိသတ်ရှင်းလို့မရတော့ဘူးဒီကောင်နောက်မှလဲလာသေးရဲ့ငါလဲပင်နင်းပြီးတော့သေငါကိုသေအောင်သတ်ပြီးတော့တဲလူမလို့လာတဲ့ကောင်ဟာပရိသတ်ရေဒေါသများကြောက်စရာကောင်းလိုက်တာနော်အဲ့ဒါကြောင့်အေကောစီမံငါကိုဆဲသွားပြီဆိုပြီးတော့ပြန်ဆဲနေရင်အဲ့ဒီနှစ်ယောက်သားဆဲနေတဲ့ဆဲပွဲကြီးကဘယ်တော့မှမငြိမ့်နိုင်ဘူးအဝတိမံငါကောနှိမ့်ဆက်သွားပြီဆိုပြီးတော့ပြန်နှိမ့်ဆက်နေကြရင်တော့ပြန်လာနှိမ့်ဆက်နေတာဘယ်တော့မှငြိမ့်ကြမယ်မဟုတ်ဘူးအစင်းနီမံငါကောအနိုင်ကျင့်နေဆိုပြီးတော့ပြန်ပြီးတော့အနိုင်ယူဖို့ကြိုးစားနေရင်ဘယ်တော့မှငြိမ့်နိုင်ကြမယ်မဟုတ်ဘူးဆဲတဲ့လူကသီခံ၍ပြန်မဆဲပဲခွင်းလို့မှအနိုင်ကျင့်တဲ့လူကပြန်၍အနိုင်မယူဘဲနဲ့ခွင်းသီခံခွင်းလို့မှနှိမ့်ဆက်တဲ့ပုဂ္ဂိုလ်ကပြန်မနှိမ့်ဆက်ပဲနဲ့သီခံခွင်းလို့နိုင်မှ
ယေသတနုပနရှန္တိအကျဉ်သူတို့သည်ယံညိုမဖွဲ့ကြဘူးဒေသံတော်ယံညိုမဖွဲ့တဲ့ပုဂ္ဂိုလ်တို့ရဲ့သဏ္ဍာန်မှာဝေရံယံသည်ဥပသမ္မတိငြိမ့်တယ်လို့သတ္တနာလူတော်ဆရာမြတ်စွာဘုရားကိုယ်တော်မြတ်သည်အဝါစာကရုဏာရှိတာမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပေသတည်းနာရဒတောင်မဲ့တက္ကနာယံကလောတဲကိုပြန်ဝင်လာပြီမြောက်ဘက်ဥခေါင်းပြုအိမ်နေတဲ့ရှင်ဒေဝီလရဲ့ဥခေါင်းဟာခုဘယ်ဘက်ရောက်နေလဲအဲ့ဒါပြန်ဝင်လာတဲ့နာရဒရဲ့သေးကခြီးရင်ထင်ပြီးတော့သူကပေါ့ပေါ့လေးစိတ်ထဲလွတ်လွတ်လပ်လပ်ဝင်လာလိုက်တာဘာပြောကောင်းမလဲလေပင်တဲတဲ့နင်းမိတာဗျာတခါတည်းအဲ့ဒီမှာကဘာမီးတောက်တာပဲဟဲ့လူယုံမှနေငါကိုသေချောင်းချမ်းတာအထွက်တုံးကဘာနင်းလဲအားလုံးပြောဘာနင်းလဲပြန်ဝင်တော့လေပင်နေတဲ့မင်းသိယုံမှတဲ့ကောင်နောက်မှလေလာသေးရဲ့ငါကိုစတုံးနေလားလေပင်နေတာတဲ့မင်းငါကိုသတ်ပြီးတော့တဲလူမလို့ကြံနေတဲ့ကောင်ဘသူနဲ့ဘသူတို့ရံဖြစ်နေကြတာဒေဝီလရှင်ရဲ့သိနဲ့နာရဒရှင်ရဲ့သေးတို့ဗာရတိမြို့အပြင်ဘဲကတောရွာလေးတရားကတဲထဲမှာရံဖြစ်နေကြအဲ့ဒီရွာကလူတွေအေးဆေးဆေးအိမ်နေတော့ရံဖြစ်တာ2ယောက်တည်းပဲ2ယောက်တည်းရံဖြစ်ပြီးစူးညာနေနာရဒယသိကြီးကဒေဝီလာကိုထိုင်ရှိခိုးတောင်းမှဘယ်လိုတောင်းမှလို့မှမရဘူးမင်းတမင်းတကလည်းဖင်းနေတာဒါမျိုးတောင်းမှလို့ရမလားကွာနင်းပြရမှမင်းတောင်းမှနဲ့တမင်ကြီးရဲ့ချင်းနဲ့မင်းနေတာငါခွဲမလွတ်နိုင်ဘူးဘယ်သူလဲခွဲမလွတ်နိုင်ဘူးဆိုတာဘယ်သူလဲဒေဝီလအဲ့တော့ဒေဝီလရဲ့သေးကနောက်ဆုံးဘာလုပ်လဲလို့ဆိုနောက်ဆုံးလက်နဲ့တစ်ခုသုံးတယ်ငါလည်းပင်နင်းတဲ့ကောင်အထွက်တုံးကစတုံးနင်းတယ်အဝင်မှာလည်းပင်နင်းတယ်ငါကိုသေချောင်းကြံပြီးတော့တဲလူတဲ့အကောင်မင်းငါသတ်မယ်ဟာယသိကယသိချင်းချင်းသတ်မလို့ပြိဿရဲ့သံဝေကများဖြစ်เสียကောင်းတာနော်မင်းကသတ်မယ်ဘယ်လိုလုပ်သတ်မလဲကျိန်စာဆိုမယ်ဘာလဲပြိဿရဲ့အဲ့ဒါနာရဒယသိကတောင်းပန်တဲ့ကျိန်စာမဆိုပါနဲ့ကျွန်ုပ်တောင်းပန်ပါရဲ့ရှ िख ုပ်ပါရဲ့ခြေဥတဖုခိုက်တောင်းပန်ပါရဲ့နာရဒကဒေဝီလာကဘယ်လိုမှခွတ်မလွတ်နိုင်ဘူးငါခွတ်လွတ်လို့မရဘူးမင်းနှစ်ခါနင်းတယ်အထွဲမှာစပင်နင်းတယ်အဝင်မှာလည်းပင်နင်းတယ်ငါဒါခွတ်လွတ်လို့မရဘူးတမင်လုပ်တဲ့ကိစ္စခုနကဘုန်းကြီးပြောပြီးပြိဿရဲ့2ယောက်စလုံးပြဿနာကိုရှောင်တော့ရှောင်ကြတာပဲမဟုတ်လားရှောင်ရင်နဲ့ပြဿနာကဖြစ်ကြတာရှောင်နည်းတွေမှားနေတယ်တဲ့ဒီလိုမဟုတ်လားဒေဝီလရှင်ရဲ့သေးတကားပေါက်မအိပ်ပဲနဲ့ကိုယ်နေရာလေးကိုအိပ်နေရင်ဒီပြဿနာကဖြစ်เสียရှိလားအဲ့ဒါကြောင့်ကိုယ်နေရာကိုနေတာအကောင်းဆုံးပဲဘုန်းကြီးတို့ပြိဿရေတကားပေါက်ကလန်ဖြတ်အိပ်တဲ့အလုပ်ကြီးကတော့ပြဿနာရှာတာပဲအတွက်ဒုက္ခစရုံးနေတာပြန်ဝင်ရင်တော့လည်းပဲနေမိဒုက္ခငါခြေတော့နေရင်တော်သေးတယ်ဆိုသူကလည်းပြဿနာရှောင်ဖို့လို့ပြောမြန်လာအိပ်တာပြန်ဝင်လာတဲ့ယသိကလည်းပဲကိုင်းလေအထွက်တုံးကဒီဘက်ကထွက်တာကောင်းစရုံးနေမိတယ်ဟိုဘက်ကဒီပြန်ဝင်မယ်ခြေတော့နေမိတော်သေးရဲ့ဆိုပြီးတော့ပြဿနာရှောင်လို့မရဘူးဒီလိုပြစ်သွားအဲ့တော့ကျိန်စာဆိုမယ်တဲ့မကျိန်မနဲ့နာရဒေဝီလရှင်ရဲ့သိကျိန်စာဆိုရင်ကျိန်တဲ့အတိုင်းအကုန်ဖြစ်တဲ့ဟာဖြစ်တာကိုနာရဒကသိထားတယ်ဒေဝီလရှင်ရဲ့သိရဲ့စူးရှထက်မြက်တဲ့စိတ်ဓာတ်နဲ့ကျိန်လိုက်ရင်ဘာမဆိုအကုန်ဖြစ်ရေတွေကမိတွေတောက်ပါစေဆိုတောက်လာမိတွေကရေတွေထွက်ပါစေဆိုထွက်လာတယ်တကူရှိတယ်အဲ့ဒါတောင်းမှတိုးရှုနေတဲ့ကြားထဲကနေပြီးတော့ဒေဝီလရှင်ရဲ့သေးကကျိန်စာဆိုတဲ့ဗျာပါတောအရုနှုတ်ကမနကာလေး
မနေ့စောစောနေထွက်တဲ့အချိန်နေရောင်ကြီးဖြန့်ပြီးတော့နေရဲ့အယောင်တွေကကဘာကြီးကိုပြန့်သွားတဲ့အချိန်ကာလကန္နီနာရဒတကာလကန္နီလူယုံမာနာရဒယသေကြီးရဲ့သီတံဥခေါင်းသည်တတ္တတာခொနစိတ်ဖလတုကွဲစေသည်မနက်နေထွက်လို့နေရောင်ကြီးတွေပြန့်တဲ့အချိန်မှာနာရဒရှင်ရဲ့သိရဲ့ဥခေါင်းဘာဖြစ်စေသတိလဲခொနစိတ်ကွဲသေးပါစေပရိသတ်ကြီးကျိန်လိုက်ပြီသူတော်ကောင်းသံလုံးဝမပါတော့ဘူးနော်သူတော်ကောင်းကြည့်ခြင်းနဲ့ဆိုပေမဲ့လုံနေတာတွေကသူတော်ကောင်းအလုပ်မဟုတ်ထွက်လာတဲ့စကားလုံးတွေသူတော်ကောင်းစကားတစ်လုံးမှမထွက်ဘူးသူများတဲ့ခဏလေးနေပြီးတော့ရံဖြစ်တာကိုကသူတော်ကောင်းအကျင့်မဟုတ်အဲ့ဒါကျင်းစားဆိုလိုက်တဲ့တားမရအောင်မနဲ့နေထွက်နေရောင်ကြီးတွေကဘာကြီးကိုဖြန့်တဲ့အချိန်မှာမေကောင်းနေရောင်ကြီးထိပြီးတော့ခொနစိတ်ကွဲသေးပါစေနာရဒရှင်သေးကလည်းပဲမကြံ့ဘူးသူလည်းပဲတကိုးရှိတယ်နာရဒရှင်သေးကစဉ်းစားတယ်ဒီကိစ္စမှာဘယ်သူမှားတယ်လဲသူကသူစဉ်းစားတယ်ငါအထွက်တုန်းကသရုံးနေမိတုန်းကလည်းငါတောင်းပန်တယ်သူမကြည့်ဘူးတောင်းပန်နေတယ်ကြည်ကြည်ချမ်းချမ်းမရှိဘူးနော်ပြန်ဝင်လာတဲ့အချိန်မှာပြဿနာမဖြစ်အောင်ဆိုပြီးတော့ခြေရင်းဘက်ကနေငါဝင်တယ်ငါဝင်တဲ့ခြေရင်းဘက်ကိုသူကခေါင်းထားပြီးတော့အိမ်နေပြန်တယ်ကောင်းတဲ့အိမ်လို့လည်းပဲနေမိတော့လေငါတောင်းပန်တယ်တောင်းပန်တာကိုသူမကြည်ချမ်းဘူးအဲ့ဒါတကားပါကလန့်ပြအိရှင်းဟာသူ့အမခြေရဲတဲ့ကောင်းရင်ပြောင်းပြန်လှန်ပြီးအိရှင်းကဒုတိယအမတတိယအမကဘယ်လိုပဲတောင်းပန်တာကိုလက်မခံမချေနှံ့နိုင်တဲ့အကိစ္စကလည်းသူ့အမဒေဝီလရှင်ရဲ့သိ၃ချက်မှားနေတယ်ပြိဿကြီးဘယ်နှချက်မှားအဲ့ဒါကိုတင်ပြတယ်လက်မခံမှုငါမှန်တယ်အဲ့ဒါကို aggressiveness ခေါ်တယ်ငါသည်သာလျှင်အမှန်ပဲလို့အမြဲတမ်းယူဆတာကို aggressive ခေါ်တယ်ပါဠိစာပေကပြောထားတယ်ဣဒမေဝသေသံမောဂမဉ္ဇံဣဒမေဝသေသံငါရဲ့အယူဆငါဝါဒသည်သာလျှင်မှန်တယ်မောဂမဉ္ဇံသူတစ်ပါးတို့ရဲ့အယူဆကမားတွေကြီးပဲဒေဝဒရှင်သေးကနာရဒကုန်းကြီးအမှားပုံချတယ်တကယ်တော့မှားနေတာကသူဘယ်နှမျိုးမှ၃မျိုးတကားပါကလန့်ပြအိရှင်ဟာအမှားတစ်ခုတောင်းတဲ့မြောက်ခြေရင်းနဲ့ကောင်းရင်ပြောင်းပြန်လာအိရှင်ဟာအမှားတစ်ခုတောင်းပန်ဝန်ချနေပြီပဲမကျေနပ်နိုင်ခြင်းသည်ယသိသူတော်ကောင်းတို့အတွက်ဘာဖြစ်လဲအမှားတစ်ခုအဲ့တော့ဒေဝီလာကတောင်းပန်တိုးရှုနေပါလျက်နဲ့ကျင်းစာဆိုလိုက်တာတို့ကျင်းစာကတော့ဧကံသင့်လိုက်မယ်ဒါနဲ့နေထွက်တာနဲ့ငါကောင်းတော့80ကွဲပြီးတော့ငါသေရတော့မှာပဲအဲ့ဒါငါလည်းပြန်ကျိန်မယ်တုတ်ပြန်တာနော်ယသိအချင်းချင်းဘာဖြစ်နေတာလဲတုတ်ပြန်နာဟိဝေရဏဝေရာနိသမန္တိတာကုဒသနံအဝေရဏသဝေရာနိဣသဓမ္မောသတန္တနောတပည့်ကရန်လုံးလာရင်ရန်တုံးမပြန်မဲနေမှဒီရန်ကငြိမ့်တယ်တပည့်ကရန်ပြုတ်လာလို့ရှိရင်ပြန်၍ရန်ပြုတ်ရဒီရန်ပွဲဟာမငြိမ့်နိုင်ဘူးအဲ့ဒါဟာကဘာဦးကလူတွေကျင့်တယ်ကျင့်စဉ်ပဲလို့ဒါလည်းမြတ်စွာဘုရားဟောကိုရောနာရဒကလည်းတုံ့ပြန်ပြီးပြိဿရေဘယ်လိုတုံ့ပြန်တယ်လဲလို့ဆိုလို့ရှိရင်ဒီကိစ္စမှာဒီတဲထဲမှာတို့နှစ်ယောက်ဘယ်သူမှားတယ်လဲဆိုတာကိုငါစီစစ်ပြီးတော့ငါတင်ပြအောင်မယ်ဆိုတင်ပြကြည့်တယ်တင်မှားကိုတင်ပြချက်လဲလက်မခံဘယ်သူလဲမခံတာလဲဒေဝီလရှင်သေးကသူ့အမှား၃ချက်ကိုနာရဒကတင်ပြတာလက်မခံလက်မခံတော့ကိုင်းအရှင်နာရဒကြီးအရှင်ဒေဝီလကြီးကျွန်တော်ကတော့ဓမ္မဒိဋ္ဌံကြကြကျိန်စာပြန်ဆိုလိုက်မယ်ပါတယ်လေဓ
ဓမ္မဒိဋ္ဌံကြကြတိန်စာချိန်စာဆိုမဲ့နာရဒကလည်းချိန်တော့မှာသူဆဲငါဆဲမယ်ဘယ်လိုချိန်တယ်လဲလို့ဆိုတော့ဒီတဲထဲမှာနှစ်ယောက်တည်းနေပြီးတော့နှစ်ယောက်တည်းဖြစ်တဲ့ပြဿနာသရုံနိမိတာရဲ့လည်းပဲနိမိတာရဲ့နိမိတာတော့ဟုတ်တယ်ဘာကြောင့်နိမိတယ်လဲဒေဝိလရှင်ရဲ့သိအမှား၃မျိုးရှိလို့ဒီပြဿနာပေါ်တာအဲ့ဒါကြောင့်ကျွန်ုပ်ချိန်မယ်နော်အရှင်ဒေဝိလနတ်ထောက်ချိန်กว่าမင်းဘယ်လောက်စွမ်းတယ်လဲတလောကလုံးအေးဆေးဆေးအိတ်နေတယ်နှစ်ယောက်တည်းတဲထဲမှာချိန်စာတွေစိုးပြီးရံဖြစ်နေကြပြိဿကြီးနာရဒရဲ့သေးကချိန်လိုက်တယ်ဒီတဲထဲမှာဒီအမှုမှာမှားတဲ့လူရဲ့အုတ်ခေါင်းသားလည်းရဲ့ခုနှစ်စိတ်ကွဲပါစေတည်းချိန်သာဆိုတာနားလည်ရလားနေမိတာမနေမိတာဘာမှမပြောဘူးနှစ်ယောက်တည်းဘယ်သူမှားတယ်လဲအဲ့ဒီအမှားကိုဟလာသူတော်ကောင်းနတ်တွေအကုန်သိတယ်တရားပြမနတ်တွေဝါတွေအကုန်သိတယ်မှားတဲ့လူရဲ့အုတ်ခေါင်းဘာဖြစ်စေသတည်းလဲခုနှစ်စိတ်ကွဲစေတည်းဟိုးပဲနာယမယသိတယောက်ဒီဘက်နာယမယသိတယောက်အဲ့လိုမပြောကြဘူးတရားလုံးကျိန်းစားဆိုပြီးတော့ထိုင်ပြီးတော့အန္တကြိတ်ကြိတ်ဖြစ်ငိမ့်ချမ်းနှစ်ယောက်တည်းတောင်မလွယ်ဘူးနော်ယသိအဲ့ဒါတောင်နော်ယသိတွေသနတ်မပါဘူးကျိန်းစားပဲနော်အဲ့ဒါထိုင်ပြီးအန္တကြိတ်ကြိတ်ဖြစ်နေတော့ဒေဝီလရှင်ယသိကြီးကစဉ်းစားတယ်ငါမှားသလားစတုံးလည်းနင်းတယ်လက်ပင်လည်းနင်းတယ်ဒီကောင်ပဲမှားတယ်ငါမမှားဘူးသူကလည်းသူ့ဘက်ကသူ့ဟာသူကာဘာလောက်တာကိုရီစန်းနဲ့ကိုပေါ့လီဘယ်သူမှမမှားဘူးကြီးဖြစ်ဒါပေမဲ့သတ္တိကနာရဒရဲ့သတ္တိကအံ့ဩဖို့ကောင်းတယ်နော်ဘယ်သူအခါကွဲစေသတည်းလဲအမှားရှိတဲ့လူရဲ့အခါကွဲစေသတည်းကဲခြင်းရဲ့ခြင်းကြဘယ်သူမှားမပြောနဲ့အမှားရှိတဲ့လူရဲ့အခါခုနှစ်စိတ်ကွဲစေသတည်းဘယ်သူခြင်းရဲ့လဲနာရဒတယောက်တည်းခြင်းရဲ့တယ်ကျန်တဲ့လူတွေမခြင်းရဲ့ဘူးအဲ့တော့ပြဿနာကမောမလင်းကအကုန်လုံး excite ဖြစ်ပြီးတော့တုံလှုပ်ချောက်ချမ်းမနေကြဘူးလားနာရဒရဲ့သေးကြီးကကြိမ်ပြီးမှပြန်စဉ်းစားတယ်ဒေဝီလမှားတာတော့အမှန်ပဲဒေဝီလရှင်ရဲ့သေးဥက္ခခုနှစ်စိတ်ကွဲတော့မယ်ငါ့ကိုနေရာပေးတဲ့ကျေးဇူးရှိတယ်သူကအရင်ရောက်တာသူသဘောတူလို့ငါဒီမှာတဲရတာဩအသက်လည်းကြီးသိက္ခာလည်းကြီးနာမည်လည်းကြီးငါ့ကိုတနေ့ရာလေးအိယာနေရာပေးတဲ့ကျေးဇူးလည်းရှိတယ်ငါရဲ့ကျင့်ဆိုမှုကြောင့်သူ့ဥက္ခခုနှစ်စိတ်ကွဲဆိုရင်ငါ့ကိုကမ္ဘာလောကကြီးအပြစ်ပြောငါသည်တရွေ့ကွက်ပဲလက်မျောတော့မှာပဲပြန်စဉ်းစားတာဘယ်သူလဲနာရဒနော်နာရဒကငဲတယ်ဒေဝီလကကြီးတယ်ချိန်လဲချိန်ပြီးနေပြီအဲ့ဒီချိန်စံဖလွတ်ပြီးတော့ဥက္ခခုနှစ်စိတ်မကွဲအောင်ငါကြံဆောင်အောင်မှဖြစ်မယ်ချိန်စာပြုကိုပြန်ရုပ်သိမ်းလို့ကမရဘူးနောက်တစ်မျိုးငါပြန်ပြီးတော့သူ့အသက်တော့ကဲအောင်မှဖြစ်မယ်ငါကြောင့်ဆရာယသိအသက်မသေးသင့်ဘူးဥက္ခလည်းခုနှစ်စိတ်မကွဲသင့်ဘူးဆိုပြီးတော့ဘာလုပ်တယ်အောင်မေလဲနာရဒကထွက်နေကြအချိန်မှာနေမထွက်ပါစေနဲ့ဆိုပြီးတော့သူကပြန်ချိန်လိုက်တယ်နေထွက်နေကြအချိန်6နာရီနေထွက်တယ်ဆိုပါစို့ဘာလဲလဲနေမထွက်ပါစေနဲ့ဆိုပြီးတော့ချိန်လိုက်တယ်မောင်ကြီးတဲ့ရသိနှစ်ယောက်သာဟိုဘက်နာယံတယောက်ဒီဘက်နာယံတယောက်အန်တကြီးချင်းနဲ့ထိုင်နေကြတယ်နှစ်ချက်3နာရီ4နာရီ9နာရီ6နာရီထိုးပြီးပြိဿကြီးနေထွက်ချိန်ရောက်ပြီထွက်လာဘာကြောင့်နေမထွက်ပဲဖြစ်တယ်လဲဆိုတာတော့အားလုံးနားလည်တယ်နော်ရှင်ဒေဝီလရဲ့အသက်ကိုကယ်ဖို့ဘာဖြစ်ရမှာလဲနေမထွက်ပဲနေရမှာဘသူချိန်ထားတာလဲနာရဒကနှစ်ခါချိန်တယ်နော်ပရမကတော့မားတဲ့လူအုတ်ခေါင်းကွဲရနောက်တစ်ချိန်ပြန်ချိန်တော့ဗါတယ်လေဟာဆရာကြီးရသေးတော့မှာပဲနေမထွက်ပါစေနဲ့ပြန်ချိန်တော့နေမထွက်ဘူး
အဲ့တော့တိုင်းပြည်လုံးဘာဖြစ်သွားလဲ9နာရီ10နာရီ17နာရီ12နာရီနေထွက်သေးလားမနေ့စားစားရမယ်17နာရီ12နာရီမှောင်ကြီးဖြစ်ရသိနှစ်ယောက်တည်းစကားများတာတိုင်းပြည်လုံးမှောင်ကျသွားတယ်ပြဿနာသူတို့နှစ်ယောက်တည်းဖြစ်လိုက်တဲ့ကိစ္စတပြည်လုံးဘာဖြစ်သွားမှောင်အဲ့တော့မှတိုင်းပြည်ကလူတွေကဟာဒီကနေ့နေမထွက်ဘူးဘာများဖြစ်ပါလိမ့်မလဲမောင်လိုက်တာဟေးမွန်းတဲ့7နာရီအချိန်တောင်ရောက်နေပြီနာရီတွေကတော့သွားလို့နေကထွက်မလာဘူးအဲ့တော့မှမောင်ကြီးတဲ့မိတို့တွေကိုင်းပြီးတော့လူတွေဘယက်နန်းတော့သွားဝိုင်းရတယ်မင်းကြီးတပီလုံးမောင်ကြနေပြီဘယင်ကြီးကလည်းနန်းတော်တဲ့မောင်နေတော့သူလည်းပဲဟလားမွန်းတဲ့အချိန်ကြီးပါတကားပေါက်ဖွင့်ကြီးဟာနေကမထွက်သေးဘူးအဲ့လိုတော့မိတို့တွေနဲ့လာဝိုင်းတော့လာပြန်ပြီလူတွေဆန္ဒပြရတဲ့တူတယ်ရှေ့တော့ကလည်းမိတို့နဲ့ဝိုင်းကြတာကိုသကောင်ရမှောင်ကြတဲ့အထက်ဟဲ့ဘာဖြစ်လို့မိတို့တွေနဲ့ငါနန်းတော်လာဝိုင်းတာလဲတိုင်းပြည်မှောင်ကြနေပြီမင်းတို့ရအဲ့ဒါကိုလင်းအောင်လုပ်ပေးပါဆိုတော့ဘယင်ကလည်းပဲချက်ချင်းအမတ်ကြီးတွေဝန်ကြီးတွေကိုအရေးပေါ်လွတ်တော်အစည်းအဝေးခေါ်မောင်ကြီးတဲ့လွတ်တော်ကခေါ်ရတာမိပြက်နေလို့မဟုတ်ဘူးရသေးတွေကြိမ်ထားလို့အရေးပေါ်အစည်းအဝေးခေါ်လာကြဟိအမတ်တွေတိုင်းပြည်မှောင်ကြနေတယ်ကွာအဲ့ဒါတရားအကုန်လုံးစစ်စင်းကြရှေးဥစွာငါ့ကိုစစ်ငါမင်းချက်တရား10ပါးဘယ်ဟာပြက်တယ်လဲပြက်ရင်ငါအေးအေးယူမဲဘယင်ကသတ္တိရှိတယ်ဗျာဘယ်ဘယင်လဲဗာရဏသီကဘယင်ပြောတာပါဗျာဒီဖြစ်ဘယင်နေတော့မပြောပါဘူးငါဘယ်အချင်းပြက်တယ်လဲငါအချင်းပြက်တာကိုစစ်စစ်အပြစ်ပေးအေးအေးယူกว่าတိုင်းပြည်မောင်းနေတာငါအချင်းပြက်လို့မောင်းနေဆိုတာငါဘဝမှာဒါနစ်နာဘယင်ကြီးရဲ့မင်းချက်တရား10ပါးစစ်တယ်ဘာမှမပြက်ဘူးဝန်ကြီးတွေစစ်တယ်မိဖုရားကြီးတွေစစ်တယ်ဘာမှမပြုတ်အဲ့ဒါဆိုရင်ဘယ်နဲ့ကြောင့်နေမထွက်ပဲနဲ့မောင်ကြနေသလဲဟူရဆရာဟူရဆိုတာဘေရင်တွဲတဲ့ပုံသားတွေခေါ်စည်းဝေးထိုင်မေးတွဲကြကွာဘာဖြစ်တာလဲဆိုတော့ဘေရင်ဆရာတယောက်ကပြောတယ်ဘေရင်ဆရာပုံသားတယောက်ကပြောတယ်ရသေးတွေရံဖြစ်လို့ကျင်းစားဆိုတဲ့အခါများမှာနေမထွက်ပဲဖြစ်တတ်ပါတယ်ဘေရင်ကလည်းတိကြရတာအဲ့ဒါဆိုလို့ရှိရင်ဘယ်နေရာရသေးတွေရံဖြစ်နေတယ်လိုက်ရှာဘယင်ကြီးကိုယ်တိုင်အင်္ဂါ၄ပါးစစ်တပ်ကြီးဖွဲ့ပြီးတော့ဗာရဏသီတစ်မြို့လုံးရှာတယ်ဘယ်နေရာမှာရသေးတွေရှိသလဲရှာတယ်မြို့ထဲရှာတာမတွေ့ဘူးအင်္ဂါ၄ပါးစစ်တပ်ကြီးနဲ့မြို့ပြင်ထွက်ပြီးတော့မြို့ပတ်လို့ရှာတယ်တွေ့ပြီမြို့စိန်ကြေဘုံတစ်ခုမှာတဲတဲ့ဘာတဲလဲအိုးလုတ်တဲဘာတဲလဲအိုးလုတ်တဲကိုမိတုံးနဲ့ထဲပြီးကြည့်လိုက်ရောရသေးနှစ်ယောက်မျက်နှာချင်းဆိုင်ပြီးတော့ပြုစုပြဲတဲ့ထိုင်းနေကြတညလို့သူတို့နှစ်ယောက်လည်းအိမ်မရဘူးမှောင်ကြီးကြဟာတွေ့ပြီရသေးနှစ်ယောက်ဒီမှာအဲ့ဒါဘုရင်ကြီးကမိတော်ကြီးထောင်ပြီးတော့တဲဝင်သွားရှင်ဘုရားပွဲတော်ဘယ်နဲ့ခေါ်လဲရှင်ဒေဝီလာခေါ်ပါတယ်ရှင်ဘုရားကကောနာရဒခေါ်ပါတယ်ဘယ်ကလာကြတာလဲဟိမဝဒကဆင်းလာရှင်သီးနဲ့စာမိဝဲမလို့တို့တွေဒီမှာတဲကုန်နေကြတာရှင်ဘုရားတို့ဘာဖြစ်နေတယ်လဲပြောဒေဝီလာကအရင်တိုင်တယ်မင်းတရားစဉ်းစားတော်မူပါကျုပ်အဲ့လို့လှောင်းနေလို့တဲထဲမှာမအိမ်တိုင်တာတဲ့တဲဘဝမှာလေညင်းလေးခံအိတ်တာဟောလူယုံမှာရသေးကအထက်မှာကျုပ်ကိုစတုံးနင်းတယ်ပြန်ဝင်တော့လေပင်နင်းတယ်ကျုပ်ကိုသိချောင်းချန်တဲ့ကောင်ရသေးနှစ်ယောက်ကဘယင်ကိုတိုင်ကြတယ်အဲ့ဒါနာရဒကလည်းဝင်ပြောတယ်မဟုတ်ရပါဘူးတဲထဲမှာအတူတူနေကြတဲ့အချိန်ကစပြီးတော့ဘသူပဲနားနေတယ်ဆိုတာသိချာမှတ်ထားတာပါကျောကမြောက်ဘက်နာယမှာနေတယ်သူကတောင်ဘက်နာယမှာနေတယ်တကားဘက်ကအနောက်ဘက်မှာညသကောင်ကျော်တော့မှသူအိပ်ရမယ့်နေရာမအိပ်ပဲနဲ့တကားဘောက်ကလန်ဖြတ်အိပ်တာကျောက်ကလည်းမှောင်ကြီးတဲ့အပြင်ထွက်တော့မသိသဖြင့်ဇရုပ်နင်းမိတာပေါ့ဗျာ
ပြန်ဝင်လာရင်တော့ငါခေါင်းရင်ဘက်ကမဝင်ဘူးခြေရင်ဘက်ကဝင်မယ်ဆိုပြီးတော့ကျုပ်ကရှောင်ပြီးတော့ဝင်တာအဲ့ဒီခြေရင်ဆိုတဲ့ဘက်ကသူကခေါင်းထိုးပြီးတော့ပြန်အိတ်နေတယ်ဒီယသိဒေဝီလဟာတမင်တကာပြဿနာလုပ်တဲ့ယသိအဲ့တော့ပြဿနာတွေဖြစ်တော့ဘာတွေဆက်လုပ်ကြသလဲသူကျိန်းစာဆိုတဲ့ကျုပ်ကိုလည်းပဲနေတဲ့ယသိဥက္ခောခုနှစ်စိတ်ကွဲသေးစေတည်းနေထွက်တဲ့အချိန်မှာသေးစေတည်းလို့ကျုပ်ကိုကျိန်းတယ်အဲ့တော့ကျုပ်ကလည်းပြန်ကျိန်းလိုက်တယ်မားတဲ့လူရဲ့ဥက္ခောသာခုနှစ်စိတ်ကွဲစေတည်းမှန်တဲ့လူမကွဲစေနဲ့လို့ကျိန်းထားတယ်အဲ့ဒါသူမားနေတာနာဒေဝီလကအထပြောတယ်ငါမမဘူးမင်းမားတာငါမမဘူးမင်းမားတာဘယ်ရဲ့ရှိမှညင်းလို့စူးနေကြတယ်မြေကြီးကတောင်းပန်တယ်ကောင်းပါပြီဆက်ပြောပါဦးဘာလုပ်လဲမားတဲ့လူရဲ့ဥခေါသာခုနှစ်စိတ်ကွဲစေတည်းလို့ကျုပ်ကကျိန်လိုက်တယ်ကျိန်ပြီးတော့မှပြန်ကြည့်တော့ဒေဝီလရှင်သေးတော့မှပဲဆိုပြီးတော့သူ့အသက်ကိုကဲတင်ဆောင်လျှောက်သောအဖြစ်ကျုပ်ကနေမထွက်ပါစေနဲ့လို့နေကိုတားထားလိုက်တာပါဗျာနေမထွက်တာကတော့ကျုပ်အပြစ်ပါဘု து အပြစ်လဲနာရဒယသိကြီးကျိန်စာဆိုလို့နေမထွက်တာဘာကြောင့်ဒီကျိန်စာဆိုရတယ်လဲလို့ဆိုဒေဝီလအသက်ကိုကယ်ဖို့ဆိုရတာမဟုတ်လားအဲ့ဒီတော့မှဘယင်နဲ့မူးမသေနာပတိတွေကတဲထဲမှာအရေးပေါ်အစည်းအဝေးထိုင်ရတာယသိနေရဘသူမှားတယ်လဲထမှန်ရဲ့စီစစ်တော့သူတို့ရဲ့ဝန်ကြီးတွေအမကြီးတွေရဲ့ခေါ်ရင်ကဆုံးဖြတ်ချက်ချတယ်ဒေဝီလရှင်ယသိမှားတယ်ကိုအိယာကိုမအိဖဲနဲ့ပဲသွားအိတာလေတကားပေါက်သွားအိတာချင်းရင်နဲ့ခေါင်းရင်ကိုဘာလုပ်လိုက်တာလဲပြောင်းပြန်လိုက်တာသူ့အမှားအဲ့တော့လည်းပဲနင်းနာတို့ဇရုံနင်းနာတို့ကနာရဒရဲ့မတော်တဆမှုပဲမဟုတ်လားရွယ်ချက်ပါရဲ့လား intentionally နော်အကျုမဟုတ်ဘူးမတော်တဆမှားတာအဲ့ဒီမတော်တဆမှားတဲ့ဒီ accident ကိုနာရဒကအချိန်ချင်းတောင်းပန်တယ်မဟုတ်လားတောင်းပန်တော့ဒေဝီလကကြေးရလားမကြေးဘူးအဲ့ဒါဆိုရင်ဒေဝီလရှင်ရသေးအမှားကြီးပဲအဲ့ဒါဆိုလို့ရှိရင်နေထွက်အောင်ဘယ်လိုလုပ်မလဲကျွန်တော်နေကိုပြန်လှုပ်ပေးမယ်နေထွက်ဖို့ပြန်ပြီးတော့ကျင့်ဆိုသစ္စာဆိုပေးမယ်ဒါပေမဲ့နာရဒရှင်ဒေဝီလရှင်သေးကကျုပ်ကိုတောင်းပန်ရမယ်ဘသူကိုလဲဒေဝီလကနာရဒကိုတောင်းပန်ရဘာဖြစ်လို့တောင်းပန်ရမှာလဲကိုနေရကိုမိတ်တဲ့အပြစ်တကားပါကလန်ဖြတ်အိတ်တဲ့အပြစ်ချင်းရတဲ့ကောင်းရင်ပြောင်းပြန်လာအိတ်တဲ့အပြစ်နော်နာရဒကတောင်းပန်တိုးလျောပါလေနဲ့မကျေနပ်တဲ့အပြစ်ရှင်းဥစွာသူကချင်းဆိုတဲ့အပြစ်အဲ့ဒီအပြစ်တွေသူ့မှာရှိတယ်အသက်ကြီးပေမဲ့အပြစ်ကြီးတယ်အသက်လည်းကြီးတယ်အပြစ်လည်းကြီးတယ်အဲ့ဒါကြောင့်ဒေဝီလရှင်ယသိကနာရဒကိုတောင်းပန်ရင်ဘာဖြစ်လဲနေပြန်ထွက်လာမယ်ဆိုတော့ဒေဝီလကဘာပြောလဲဘာဖြစ်လို့ငါတောင်းပန်မလဲကွာငါစတုံးနဲ့ငါလည်းပဲမင်းကနေတာမင်းပဲတောင်းပန်ရမှာကျောက်တောင်းပန်ပြီးပြီလေအချိန်ချင်းဖာမှတောင်းပန်ပြီးပြီခပြကျေနပ်ထားပါမဟုတ်ပဲအိုးစကားတွေများနေကြဗျာအဲ့ဒါနာရဒကမင်းတရားအတော့ကောင်းပါတဲ့ရဲ့သေးသူတောင်းပန်ရမယ့်ကိစ္စကိုမတောင်းပန်နိုင်ဘူးလုပ်နေတယ်သူမတောင်းပန်ရင်တော့တိုင်းပြည်မှောင်ကျလို့ဒုက္ခဖြစ်မယ်အဲ့ဒါကြောင့်တိုင်းပြည်ကိုကယ်တင်စောင့်ရှောက်ဖို့ရတဲ့ဒေဝီလရှင်ယသိကြီးကိုတောင်းပန်ဖို့လှုပ်ပေးပါအဲ့လိုလဲဆိုလိုက်ရောမင်းတရားကသူ့နောက်မှာပါလာတဲ့စင်တမြင်းတရတ္တခြေလင်တကစစ်သူကြီးတွေကိုအမိတ်ပေးတယ်ဒေဝီလရှင်ယသိကိုခြေရောလက်ရောခေါင်းရောအကုန်လုံးချုပ်နာရဒရှင်ယသိရဲ့ခြေရင်းမှာဝတ်ဆင်းပြီးတော့တောင်းပန်ဆိုအတင်းချုပ်ပြီးတော့မှချုံနှောင်ပြီးတော့မှခေါင်းကိုအတင်းဖိပြီးတော့ခြေဥကိုနဖူးခိုက်ဥတိုက်လို့တောင်းပန်ခိုင်းတာဘိုင်ဖို့တောင်းပန်ခိုင်းတာပြိဿကြီးနော်
အဲ့ဒါတောင်မှခေါင်းအတင်းစစ်သူကြီးတွေကနှိမ်ထားလို့ခေါင်းညွတ်နေတာဗဇက်ကငါဘယ်တော့မှမမှားဘူးသူကဒီလိုကြီးអော်ငါဘယ်တော့မှမမှားဘူးဒါကြောင့်ငါဘယ်တော့မှမတောင်းမှနိုင်ဘူးငါအပြစ်မရှိဘူးဒီကောင်ပြစ်ရှိကိုင်းမင်းတရားကြီးဒီလောက်တောင်ခေါင်းမှနေရင်တော့ဒီရသေးကိုဒီလိုလောက်ချုပ်ထားကျွတ်တော်ရဲ့အကြောင်းရဲ့အနိနာမှာတဲရဲ့အနိနာမှာအိုးလုတ်သေးတွေအိုးဖုတ်တဲ့အခါမှာမြေတူးတော့မြေကြီးကရေကန်ကြီးဖြစ်နေတယ်အိုင်ကြီးဖြစ်သွားတယ်ရေတွေလည်းအပြည့်ပဲအိုးလုတ်သေးတွေလှုပ်ထားတဲ့တူးထားတဲ့ရွှွန့်တွေလည်းရှိပါတယ်အဲ့ဒီရွှွန့်တွေကိုယူပြီးတော့ခတ်သုတ်သုတ်ဒေဝီလရှင်သေးရဲ့အုတ်ခေါင်းပုတ်ခေါင်းအတုလေးတစ်ခုမြန်မြန်လှုပ်စမ်းမှာအိုးလုတ်တဲ့ရွှွန့်တွေကိုပြိဿရဲ့ဘာလို့ရမှာလဲဘသူကောင်းလဲဒေဝီလရှင်သေးရဲ့အုတ်ခေါင်းပုံလှုပ်ပြီးဗလားပြီးပါပြီပြီးပြီဆိုရင်အဲ့ဒီဒေဝီလရှင်သေးရဲ့ခေါင်းအတုကိုခေါင်းအစစ်ပေါ်မှာတင်လိုက်မလေးအသက်ချမ်းသာရာချမ်းသာကြောင်းကိုကြံနေကြတာသူတစ်ပါးရဲ့အကျိုးစီးပွားကိုတကယ်မျှော်ကိုတဲ့သူတော်ကောင်းစိတ်ဓာတ်နဲ့ဆောင်ရွက်နေတာဘယ်လိုလဲနာရဒခေါင်းအတုကြီးကိုပဲပေါ်တင်ရမှာဒေဝီလရဲ့ခေါင်းပေါ်တင်ရေကန်နဲ့ချအရင်ချုံတော်ဆွဲပြီးတော့တရုတ်တိုက်ဆွဲသွားပြီးတော့ရေကန်နဲ့ချပြီးတော့မြုပ်ထားခေါင်းမြုပ်အောင်မြုပ်ထားရေမျက်နှာပြင်ပေါ်မှာဘာပဲပေါ်ရမလဲပြိဿနားလည်လောက်ပြီရှွန့်အုတ်ခေါင်းလေးပဲပေါ်နေရမယ်မဟုတ်လားမင်းတရားရဲ့ဆင်သေးဖြစ်ပြီလားဆင်သေး ready ပဲရသေးကြီးတော့ရေထဲမြုပ်ထားပြီရေမျက်နှာပြင်ပေါ်မှာရသေးအုတ်ခေါင်းပေါ်မှာဘာပဲပေါ်နေလဲရှွန့်အုတ်ခေါင်းအတူကြီးပဲပေါ်နေတယ်စနစ်တည်နော်လောက်ကြတာတိုင်းပြည်ရဲ့ကြိုးစီပါသူတော်ရဲ့ကြိုးစီပါအတွက်ဆယ်သိဖြစ်မလားဖြစ်ပြီကျွန်တော်နေကိုလွတ်လိုက်တော့မယ်အရှင်လောကရကနေအာယုံထွက်စေသည်ဘယ်သူလွတ်လိုက်လဲနာရဒရသေးကနော်ဩစွမ်းလိုက်ကြတော့သူတို့ဘာတွေကျင့်ထားလဲမသိနေကထွက်လာတော့နေရောင်ကြီးတွေကရေပြင်းနေပြပေါ်မှာဖြန်းပြီးတော့ပြေးလာတော့နေရောင်ကြီးကဘယ်သွားတိုက်ရေမြင်းနေပြပေါ်မှာပေါ်နေတဲ့ဘာလဲအုတ်ခေါင်းအတုရွှွန့်တုံးကြီးပြေးတိုက်တာမဟုတ်လားတကယ်ခေါင်းအစစ်ကရေအောက်မှာတော်တော်မွန်းမယ်ဟိုရသေးမြုပ်ထားတာအဲ့ဒါနေရောင်ကြီးကရွှွန့်တုံးကြီးတိုက်နေတယ်လေရွှွန့်တုံးကြီးဖြန်းကနေဆို9စိတ်ကွဲချသွားတာရသေးချင်းထွက်မလာနဲ့ရေငုတ်ကူးပြီးတော့ဟိုဘက်ကန်းတဲ့စစ်တပ်နဲ့ကိုအတင်းလှုပ်ယူရတာစင်တရဲ့မြင်းတရဲ့ယထာတရဲ့ခြေလင်တရဲ့အင်္ဂါ၄ပါးရှိသောစစ်တပ်နဲ့စစ်သူကြီးနဲ့ဘယင်တို့ဆောင်ရွက်ကြတာမိသားရင်နေလဲထွက်လာပြီဒေဝိနရှင်သိကောအသက်ချမ်းသာရာဘာဖြစ်လဲရသွားပြီစင်မပြေဘူးလားအဲ့ဒီလိုလောက်ကြစားမှာရှင်လဲလျှောက်တာအောင်နော်ပြီးတော့ပြားလဲဆွဲတာအောင်ဒီကိုင်းဒီတကိုင်းမှာအပေါ်ကပါတယ်လေရှင်းလျှောက်မယ်အောက်ကဘာဖြစ်လဲအဲ့ဒါဆိုရင်နှစ်ကောင်စလုံးဆင်းပြေတဲ့မို့လားတကိုင်းထဲမှာလေအေးပြည်တော်စုမြန်မာနိုင်ငံတော်မှာရှင်းလဲလျှောက်တာအောင်ပြားလဲဆွဲတာအောင်ဒီလိုလုပ်ကြမှာဝို့ဗျာနော်ပြားလဲငါဥရဟိဆိုတကိုင်းလုံးပတ်ပြီးတော့ဆွဲတာရင်ရှင်းလျှောက်เสียရှိအောင်မလားရှင်းကလည်းငါကြီးပဲလျှောက်မယ်ဟေးဆွဲတဲ့ပြားတွေအကုန်လုံးငါပုတ်ခတ်ချပြမယ်ဆိုလို့ဘယ်ကောင်းမလဲတကိုင်းနဲ့အတူတူနေကြပေါ့ peacefully coexist နဲ့ဟုတ်လားငြိမ်းချမ်းစွာတူရှင်တွဲနေထိုင်ရေးဆိုတာရှင်းနဲ့ပြားလို့နေကြရမှာခေါရတဲလေးတစ်လုံးနဲ့တချေရှင်းနဲ့ဘယ်ကောင်းမလဲဗျနော်နောက်ဆုံးသဘောထားကြီးတဲ့နာရဒရှင်ရသေးကြောင့်ဒေဝိရရှင်ရသေးလည်းအသက်ချမ်းသာရရတယ်ပြီးတော့ဘာဖြစ်လဲတိုင်းပြည်လည်းအမှောင်ကျတဲ့ဘေးကလွတ်မြောက်သွားတယ်ဒီလိုမဟုတ်လားသာထာနလူတော်ဆရာမြတ်စွာဘုရားကိုရောမြတ်သည်ဣမံဇာတကံဧတေဝိလဇာတုပဒေသနာတော်ကိုဝတ္တဝမိန့်ကြားတော်မူပြီး၍ဧခဝေယဟန်တို့တရာထုအခါတုန်းကဒ
ဒေဝီလတာပသောအလွန်တရာဆိုဆုံးမှခဲ့တဲ့ဒေဝီလရှင်ရသေးသည်ဣဒံယခုခန္ဓာ၏ဒုဗ္ဗသောဆိုဆုံးမှအလွန်ခဲ့တဲ့တိတ်သောဝုဒ္ဓပပ္ပစီတော်အရွယ်ကြီးမှယဟန်ဖြစ်လာတဲ့ဒိဋ္ဌယဟန်သည်ဟောသည်ဖြစ်လာခဲ့ပြီဟောတော့ကဒေဝီလရှင်သေးကယခုကဘုရားရှင်ရဲ့သာသနာတော်မှာဘသူဖြစ်လဲဒိဋ္ဌယဟန်တဲ့ဆိုဆုံးမှအလွန်ခဲ့တဲ့အရွယ်ကြီးမှယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ဒါဆိုရင်ဗာရဏသီရာဇဘာနာဗာရဏသီပြည်ကပြမတမင်းကတော့ဘသူဖြစ်မလဲအာသမအာနန္ဒောရှင်အနန္ဒပတေသည်ဟောသည်ဖြစ်လာခဲ့ပြီဗာရဏသီမင်းကြီးကဘာဖြစ်လာလဲအာနန္ဒာဖြစ်တယ်နာရတောပါဏသဘောထားအလွန်ကြီးပြီးတော့ဒေဝီရရှင်သေးကိုကဲတင်ဆောင်လျှောက်တော်မူခဲ့တဲ့နာရဒယတိကြီးကတော့အဟမေဝငါဘုရားရှင်ကိုရောမြတ်သည်သာလင်ဟောသည်ဖြစ်တော်မူလာခဲ့ပြီရဲ့လို့ဇာတကံဒေဝီလဇာအထုပ္ပဒေသနာတော်ကသမောဓာနေသည်ကောင်းစွာမသွေစုပေါင်း၍ပြတော်မူလိုက်ပါပေသတည်းတဲ့ထဲမှာခွတ်တိုက်ဘယ်လိုပဲတောင်းမှမချေနှံ့နိုင်သောကျင်းစာကိုစတဲ့၍ဆိုသောရှင်ဒေဝီလယသိသည်ယခုကဒိဋ္ဌယဟန်အဲ့ဒီပြဿနာကိုဝင်ဖြေရှင်းပေးတဲ့ဗာရဏသီမင်းကတော့ဘယ်သူလဲအရှင်အာနန္ဒာဖြစ်ပါတယ်တိုက်ပြည်မောင်ကြတဲ့ဘေးကလည်းလွတ်ပြအောင်နာရဒဒေဝီလရှင်သေးလည်းအသက်ဘေးမှာချမ်းသာရအောင်ကရုဏာရှိတာစောင့်ရှောက်တော်မူခဲ့တဲ့ဒေဝီလရှင်သေးသည်ဣဒာနိယခုကမဟာမေဝငါဘုရားရှင်သည်ဟောသိဖြစ်တော်မူလာခဲ့ပြီရဲ့လို့ဇာတကံဒေဝီလဇအထုပ္ပဒေသနာတော်ကိုသမောဓာနေသည်ကောင်းစွာမသွေစုပေါင်း၍ပြတော်မူခဲ့ပါပေသတည်းအကောဒေနဇိနေကောတံအသာတုံသာဓုနာဇိနေစေနကတရိယန္တနေနာသစ္စေနာလိကဝါဒိနံသာရဝနှလုံးပြောပြောင်းသူတော်ကောင်းပေါင်းတို့ကောရံဒေါသမြေတချောင်းချောင်းထွက်နေတဲ့ပုဂ္ဂိုလ်ကိုအကောရိနဒေါသမထမေတ္တာပွားသဖြင့်ဇိနေရာချမ်းမြေကြည်ပြွနိုင်ယူ၏အသာတုကိုနှုတ်ကျန်းတော်သူတော်မဟုတ်လူသူနှုတ်ကိုသာဓုနာသူတော်နှလုံးကိုယ်ကသုံးသဖြင့်ဇိနေရာချမ်းမြေကြည်ပြွနိုင်ယူ၏ကတရိယနှမျောစီနဲ့ဝန်းတိုးတဲ့ပုဂ္ဂိုလ်မျိုးကိုတော့ဒါနေတာကိုကစပြီးတော့ရဲရောပေးကမ်းမယ်ဆိုရင်ဇိနေရာချမ်းမြေကြည်ပြွနိုင်ယူ၏အလိကဝါရိနလိန်ဤလှဲပြမမစကားတွေကိုပြောနေတဲ့ပုဂ္ဂိုလ်ကိုသစ္စေနသစ္စာစကားနဲ့ဆက်ဆံခြင်းဖြင့်ဇိနေရချမ်းမြေကြည်ပြအနံယူ၏ရဲ့လို့သတ္တလူတတ်တို့ဆရာဘုရားရှင်ကိုရောမြတ်သည့်အဝေါစာကရုဏာရှိတာမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပေသတည်းဆိုဆုံးမှခက်သောဒိဋ္ဌယဟန်အကြောင်းပြု၍မြတ်စွာဘုရားဟောသည့်ဒေဝီလဇအစဆုံးအကုန်လုံးဤပါပြီးပါပြီဤတရားနာကြကြရတဲ့သူတော်ကောင်းများဆိုဆုံးမှလွယ်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေပြောလို့ဆိုလို့လွယ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့ပြဿနာတွေကိုလည်းပဲသိခံခြင်းခွင့်လွှတ်ခြင်းဖြင့်ဖြေရှင်းနိုင်ကြပါစေလို့ဆုတောင်းပြီးတော့ဒီကောင်းချုပ်ပါပြီ။ကိုင်အိတ်တဲ့လူတွေများနှိုးလိုက်ကြဣဒံမေပုံညံဘောရိညာဏတပစ္စယဟောတုအရှင်ဘုရားဘုရားတပည့်တော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာဤကောင်းမှုသည်ဘောရိညာဤအထာဝပံဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဖို့ကို30ပုံရှင်လီကုန်သောနတ်လူပြမတတ္တဝါပေါင်းတို့အား
အညီအမျှဝေငှပါကုန်၏ထိုထိုများစွာတတ္တဝါတို့သည်ဤကောင်းမှုကိုကြားသိကြ၍အမြတ်ရ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောအစီအစဉ်အရာဒီကနေ့ညတရားဓမ္မများယိုသေးစွာနာယူကြသည်တရားနာပရိသတ်အများပေါင်းစုလူတန်းသည်လူတန်းငွေစုစုပေါင်းကျပ်သိန်း140ကိုလက်ခံနိုင်ပါရန်တီတကူဥမောင်တောင်းအားလေးစားစွာဖိတ်မှန်တကပြုပါလေခင်ဗျာအများဒါယကပေါင်းစုလှူဒန်းကြသည့်ဝတ္ထုငွေကျပ်သိန်း140ကိုကြောက်ကလတ်ဒါယကများဖြစ်ကြသည့်ဦးစောမြအောင်ခင်နှင့်ဦးစံတင်တို့ကတက်ရောက်စက္ကလှူဒန်းပေးနိုင်ပါရန်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဆရာတော်ချင်းမြင့်ပေးသည့်ဂုံပြုမှတ်တမ်းလွှာကုန်လက်ခံရယူဖို့ဖြစ်ပါတယ်ပရိသတ်များသာဓုအနုမောဒနာခေါ်ဆိုကြပါခင်ဗျာဆက်လက်၍တီတကူအဋိဋ္ဌံရွတ်ဆိုပြီးယနေ့ညဓမ္မသဘင်ကိုပိတ်သိမ်းခြင်းဖြစ်ပါတယ်ဗျာအလုံးလိုက်ဆိုလိုက်ကြငါတို့ဖြစ်ရဤလောကဝေဘဝသမိုင်းမယိုင်းစေရန်စိတ်မှန်မချမာနမပါတို့စွမ်းရာဖြင့်တို့သာသနာတို့ပြည်ရွာကိုတာယာစေမှုလုံးလပြုအံအာတို့ဖြစ်ရဤလောကဝေဘဝသမိုင်းမယိုင်းစေရန်စိတ်မှန်မချမာနမပါတို့စွမ်းရာဖြင့်တို့သာသနာတို့ပြည်ရွာကိုတာယာစေမှုလုံးလပြုအံငါတို့ဖြစ်ရဤလောကဝေဘဝသမိုင်းမယိုင်းစေရန်စိတ်မှန်မချမာနမပါတို့စွမ်းရာဖြင့်တို့သာသနာတို့ပြည်ရွာကိုတာယာစေမှုလုံးလပြုအံသာဓုလေကောင်ကမပိတ်
Thank you.